ကျွန်တော်တို့ဒီနေ့ဆက်ကြည့်မဲ့သမထဘာဝနာကမ္မထရဲ့နာမည်ကအာဟာရေပฏิကူလတိညာကမ္မထဖြစ်ပါတယ်အာဟာရေဆိုတဲ့အတွက်စားသုံးအပ်တဲ့အစာအာဟာရတွေပေါ်မှာလို့ပြောတဲ့အတွက်စားသုံးအပ်တဲ့အစာအာဟာရတွေဆိုတဲ့အတွက်ကြောင့်ကျမတို့အလုံးလေးပုံစံနေနဲ့စားလို့ရတဲ့အစာမှန်သမျှအစာအာဟာရတွေ၌ပฏิကူလဆိုတာဆက်စုပ်ဖွယ်လက္ခဏာပေါ်လာအောင်တင်ညာဆိုတော့မှတ်သားတဲ့သဘောဒါလေးတွေရဲ့အဓိပ္ပာယ်ကမဆွတ်ဆောင်မှာပါပြီးသားဖြစ်ပါတယ်ဒါပေမဲ့ပါဠိအရှည်ကြီးကိုကျမတို့ကဖြတ်ပြီးတော့ကြည့်ရမယ်အာဟာရေစားသုံးအပ်သောစားသုံးအပ်တဲ့ဘာတွေလဲဆိုရင်အစာနဲ့ဗာနဲ့တွဲလိုက်တော့အာဟာရတို့၌ပฏิကူလဆိုတာဆက်စုပ်ဖွယ်လက္ခဏာပေါ်အောင်ဆက်စုပ်ဖွယ်လက္ခဏာဆိုအမှန်အသားပေါ့နော်လက္ခဏာပေါ်အောင်တင်ညာဆိုမှတ်သားတဲ့သဘောဒါဆိုရင်အာဟာရေပฏิကူလတင်ညာဆိုအစားအသောက်တစ်ခုကိုစားလိုက်တာနဲ့တပြိုင်နက်အဲ့ဒီအစားအသောက်ပေါ်မှာတက်မဲ့မှုတွေလည်းမဖြစ်အောင်ဆက်စုပ်ဖွယ်ဓာတ်လက္ခဏာတွေကိုဆင်ခြင်ပြီးတော့သုံးဆောင်မှတ်သားခြင်းကိုအာဟာရေပฏิကူလတင်ညာလို့သုံးပါတယ်ဒါအသေးစိတ်အနေနဲ့ကျမတို့နောက်ပိုင်းတွေကြာရင်ကျင့်စဉ်ပိုင်းတွေပဲကြာရင်ဒီကမ္မထမ်းတွေဒီပညာဉာဏ်အားကြီးတဲ့ကမ္မထမ်းတွေတနည်းအားဖြင့်ပညာဉာဏ်ကိုအထောက်အပံ့ပြုသောကမ္မထမ်းများဖြစ်တဲ့အတွက်ကျမတို့နောက်ပိုင်းကျင့်စဉ်တွေကြာရင်ကျမတို့ဝိသုဒ္ဓိမဲ့တို့ဘာလို့ဆိုဒါအသေးစိတ်ကိုသင်ရပါတယ်အဲ့ဒီနေရာမှာသုံးဆောင်တဲ့အစာအာဟာရတွေပေါ်မှာဆိုလေဒီအစာအာဟာရတစ်ခုကိုပကံတွေအရိနဲ့ခွက်တွေနဲ့စပွဲတွေဘာတွေပေါ်မှာတက်တက်ရက်ရက်လှလှပပကူကျမတို့တွေဆိုပြီးပြင်ဆင်ပြီးတော့စားလေးရှိကြတယ်ပေါ့နော်စားတော့ဆိုင်တို့ဘာလို့သွားစားရင်လဲဒါတွေကိုမလှလှအောင်ပြင်ဆင်တဲ့အတွက်ကြောင့်ကျမတို့ကအစာအာဟာရတွေပေါ်မှာတက်မဲ့တဲ့စိတ်တွေထောင်လွှားတဲ့စိတ်တွေဒီပေါ်တွေမှာဖြစ်လာကြတယ်ဒါကြောင့်ဒီနေရာမှာစားတော့တဲ့အစာအာဟာရတွေပေါ်မှာဆက်စုပ်ဖွယ်လက္ခဏာပေါ်ရန်ဖြစ်တဲ့အတွက်ကြောင့်ဒီအစားတော့ဒီပကံတွေခွက်တွေထဲမှာထားလို့ရှိရင်တင့်တယ်သေးတယ်နောက်ဆုံးကိုယ့်ရဲ့ခန္ဓာနဲ့ဆက်လာပြီဆိုလက်နဲ့ထိလိုက်ပြီဆိုရင်ပဲကျမတို့ကဒီဟာဒီဟာလာတိုးလွယ်သွားပြီတဘာဝရှိတယ်ကျမတို့ရဲ့ဒီခန္ဓာကိုယ်မှာဒါကြောင့်သူတော်ကောင်းကြီးတွေကလည်းပြောပါတယ်တရားသဘောနဲ့ကြည့်လဲဆိုကျမတို့ရဲ့ဒီခန္ဓာကိုယ်မှာပုတ်တဲ့အပုတ်ဓာတ်ဆိုတာရှိပြီးသားပဲဒါကြောင့်အစားအသောက်တွေနဲ့သွားထိလိုက်ရင်လက်တွေဘာတွေနဲ့ကျမတို့မကင်ကြဘူးဆိုရှေးတုန်းကကျမတို့တွင်တင်ဆုံးမကြတော့ကျမတို့ကအစားအသောက်တွေရာသီဥတုပူတဲ့အချိန်မျိုးဆိုရင်ကျမတို့ဟလာလက်နဲ့မကင်မိအောင်လက်နဲ့ကင်လိုက်တာနဲ့ဒါပုတ်သွားတဲ့သဘာဝတိုးသွားတဲ့သဘာဝရှိတယ်ပေါ့ဒါကြောင့်ကျမတို့လက်တွေနဲ့ထိလိုက်ပြီးနယ်လိုက်ပြီးဆိုရင်ပဲလူတိုင်းကဟလာနယ်ပေးတာသူများနယ်ပေးတာဆိုသိမစားခြင်းတော့เนาะဒီနေရာမှာခန္ဓာကိုယ်နဲ့ဆက်လာတဲ့နေရာနောက်တစ်ခုကျမတို့ရဲ့ပါဇက်ထဲကိုရောက်လာပြီးဟလာငုံထားရုံနဲ့မဝါသေးဘူးဆိုလေဒီအစာရသည်တက်မဲ့ဖွယ်မရှိတော့ဆက်စုပ်ဖွယ်ရကောင်းလာတယ်အဲဒါကြောင့်ကျမတို့သိပြီးတော့ချစ်ကြတဲ့မိဘနဲ့အမေနဲ့သားသမီးတွေဒါငယ်တုန်းသာလင်းအမေငုံကြွေးတာအမေဝါကြွေးတာစားကြတာလေဒီလိုရွယ်ကြတော့မှအမေကဝါကြွေးမယ်ဆိုလည်းမစားတော့ဘူးဒါသဘာဝပဲကိုဘလောက်ချစ်တဲ့သူပဲဖြစ်ပေါ့နော်ဒီနေရာမှာတခါငုံထားရုံစင်မုတ်တော့ပဲတစ်ချက်နှစ်ချက်ဝါပြီးပြီဆိုရင်ပဲကိုဘာကိုပါဇက်ထဲမှာနေတော့မမြင်ရတော့စက်မျိုးချတာပေါ့ကိုဘာကိုတစ်ချက်နှစ်ချက်ဝါပြီးတော့ပြန်ထွေးထုတ်ကြည့်ထွေးပြီးလို့ရှိရင်ပြန်ကောက်စားမလားဆိုမစားချင်တော့ဒါသဘာဝအဲ့ဒီကနေပြီးတော့ညံ့အောင်ဝါလိုက်ပြီးဆိုပိုဆိုးသွားပြီနောက်တစ်ခုလေချောင်းနဲ့ရောက်သွားပြီပြန်ထုတ်ကြည့်နောက်ဆုံးအဆင့်အစာအိမ်နဲ့အစာသစ်အိမ်နဲ့ရောက်သွားပြီနောက်ဆုံးကျင်ကြီးကျင်ငယ်စွန့်တဲ့အထိဒီနေရာမှာအစာတစ်ခုကိုမြင်လိုက်တာနဲ့နောက်ဆုံးစွန့်လိုက်တဲ့အနေအထိဒါကိုမြင်အောင်စင်ကျင်နာကိုအာဟာရပฏิကူလတင်ညာဒါအစာတောက်မှာစားမျိုးတဲ့အခါမှာလဲစင်ကျင်ရတယ်ပြီးလို့ရှိရင်မကြေချက်ခင်လဲစင်ကျင်ရတယ်ကြေချက်ပြီးရင်လဲစင်ကျင်ရတယ်ဒါအစာတစ်ခုလွယ်ကူရတာတကယ်သူတော်ကောင်းကြီးတွေကြတော့ဒီအစာတောက်ကိုစားတဲ့အခါမှာဒီအစာရတစ်ခုရဖို့ဆိုတာကျမတို့လူပုဂ္ဂိုလ်တွေအတွက်ကတော့ဒါဘာမှမခက်ဘူးပေါ့နော်ကိုယ်ပစံနဲ့ကိုစီမံချက်ပြုတ်စားဖခင်ရဲ့သားတော့ယဟန်နေကြတော့ဒီအစားအသောက်ကိုတစ်ခုကိုရဖို့ဆိုတာစွန့်ခံရွာရောက်တဲ့အထိသွားရတဲ့ဒုက္ခရှိတယ်ပြီးလို့ရှိရင်ပြန်လာတဲ့ဒုက္ခရှိတယ်အဲ့ဒီလိုသွားတဲ့နေရာမှာကျမတို့တွေဟလာဈေးတွေဘာတွေသွားရင်လည်းဒါဆင်ကျင်လို့ရတာပေါ့အစာတစ်ခုအနေနဲ့ဒီနေရာမှာသွားတဲ့နေရာမှာဟလာရွာလန်းလေးကိုသွားရတာရှိတယ်တခါလေအင်ဂျိုအင်ဂျားတွေသွားရတာရှိတယ်တခါတလေကျရင်သုတ်တန်တစားပြင်တွေကိုဖြတ်ပြီးတော့သွားရတာလည်းရှိတယ်ဒါကြောင့်သွားရတဲ့ဒုက္ခပြန်ရတဲ့ဒုက္ခဒါအောင်စလို့ပြောရင်
အသွားအပြန်ဒီဟုသောဂမနဒါဆင်ခြင်ရတယ်ပြီးရင်ရှာမီးရတဲ့နေရာမှာတန်ဃာတော်များကြတော့ဒီစွန်းတစ်နက်ကိုရဖို့အရေးကိုဟလာအိမ်စဉ်ရွာစဉ်အလျောက်ကိုစွန့်ခံလှည့်လေရတယ်ကျမတို့လူတွေကြရင်လေဈေးတစ်ခုသွားရတယ်ဆိုတော့အသွားအပြန်ပေါ့အိမ်ရှင်မတွေဆိုတာပိုဆင်ခြင်လို့ရသေးတယ်ဈေးဝယ်ရတာသွားရတာပြန်ရတဲ့ခရီးနော်ဒါတွေရှိမယ်ပြီးရှာမီးရခြင်းပရိယေတနာစလို့ပြောရင်ပရိယေတနာဆိုရှာမီးခြင်းပဲကျမတို့ဒီအစားအသောက်တခုဝယ်ဖို့ဆိုတာကျမတို့အရင်ဆုံးပါရလောက်ရလဲဆိုရင်ငွေကြေးပတ်စံရှာရသေးတယ်ရှာပြီးလို့ရှိရင်တခါဒီပတ်စံကိုကင်ပြီးပါပြီတဲ့ဈေးထဲမှာဘာတွေများဝယ်ရင်ကောင်းမလဲဆိုရှားပြန်တယ်နော်ဒါကြောင့်ဒီနေရာမှာတန်ဃာတော်များကြတော့ဘာလို့ရလဲဆိုစွန့်ခံအသွားအပြန်ရှာမီးရခြင်းပရိယေတနာသုံးဆောင်ရခြင်းပရိဘောဂဆိုအသုံးဆောင်ခွက်ရောက်တွေနဲ့မထည့်ပဲနဲ့လည်းမရအောင်အိုးတွေခွက်တွေနဲ့လည်းချက်ပြုတ်ရတယ်ပြီးရင်ပကံတွေဘာတွေနဲ့လည်းဟလာတေခင်းရတယ်စသည်ဖြင့်နောက်ဆုံးကြရင်ခုနပြောတဲ့စားမျိုးချင်းပြီးရင်ကြေမကြေချက်ခင်ကြေချက်ခင်နဲ့နောက်ဆုံးအဆင့်ထိဆက်စုပ်ဖွယ်ရလက္ခဏာပေါ်အောင်မှတ်သားခြင်းသဘောတည်အာဟာရေတတိကူလတင်ညာလို့ပြောတယ်ကဲဒါပြီးလို့ရှိရင်ဒီဟာလေးနဲ့ပတ်သက်ပြီးတော့အကျမ်းပဲကျမတို့ပြောပါမယ်ဒီကမ္မထန်တို့ဒီပညာဉာဏ်အားကြီးသောသူများနဲ့ဒါတင့်တော်သလိုတစ်ဖက်ကကြည့်ရင်လေဒီလိုဆင်ခြင်ကိုယ်တန်တန်မှာပညာဉာဏ်တွေတိုးပွားစေနိုင်တယ်လို့သိရတယ်ပြီးရင်နောက်ကမ္မထန်တစ်ခုကစတုဓာတုဝဝထံစတုဆိုတာကလေးဓာတုဆိုတော့ဓာတ်ဝနှလုံးလာတယ်ဝဝဌာနကနေလာတဲ့အတွက်ဝဝဌာနဝဝဌာနကိုကျမတို့ကပါဠိကိုမြန်မာမှုပြုလိုက်တော့အသက်ကလေးတင်လိုက်တော့ဝဝထံစလုံးပေါင်းရေးရင်ဒီနေရာမှာဝနှစ်ခုဆင့်တတ်တယ်ဆိုတာသတိထားမယ်ဟုတ်ပြီနော်ဒါကြောင့်စတုဆိုတော့လေးဓာတုဆိုတော့ဓာတ်ဝဝဌာနဆိုတာပိုင်းခြားဆင်ခြင်နော်ပိုင်းခြားဆင်ခြင်ခြင်းခုနကမှတ်သားခြင်းဒါကပိုင်းခြားဆင်ခြင်ခြင်းဒါဆိုရင်ဘာတွေကိုပိုင်းခြားဆင်ခြင်လဲဆိုတော့ဓာတ်၄ပါးပေါ့ဒါဆိုရင်မိမိရဲ့ခန္ဓာကိုယ်မှာဓာတ်ကြီး၄ပါးပဲဖြစ်နေအောင်ပိုင်းခြားဆင်ခြင်တာကိုစတုဓာတုဝဝထံအဲ့တော့ကိုယ်ခန္ဓာကိုယ်မှာဓာတ်၄ပါးပဲဖြစ်အောင်ပိုင်းခြားဆင်ခြင်ပါတယ်ဆိုတဲ့ကကျမတို့အခေါ်အဝေါ်ပြည့်ညက်တွေဘာမှမပါတော့မိမိရဲ့ခန္ဓာကိုယ်မှာဓာတ်ကြီး၄ပါးဆိုတဲ့ဓမ္မမိတ်ဆွေတို့ရုပ်ပိုင်းတော့သင်တယ်ဓာတ်ကြီး၄ပါးဆိုရင်ပထဝီအာဘောတေဇောဝါယောပထဝီအာဘောတေဇောဝါယောဆိုတဲ့ဓာတ်ဒီရုပ်တရားလားနံတရားလားရုပ်တရားပေါ့ဒါရုပ်ပဲပေါ့ဟုတ်လားရုပ်တရားဆိုတော့ကိုယ်ခန္ဓာကိုယ်ရဲ့ရုပ်ကြီးကိုဆိုတော့ကျမတို့ကသင်ခဲ့တယ်ရုပ်ပိုင်းမှာသင်ခဲ့တယ်ရုပ်ပေါင်း28ပါးလို့ကျမတို့သင်ခဲ့တယ်ဟုတ်တယ်လားရုပ်ပေါင်း28ပါးတဲ့ကဘာအဓိကမှတ်မှာလဲဆိုရင်ဓာတ်ကြီး၄ပါးကိုပဲယူရတော့ဓာတ်ကြီး၄ပါးဆိုတဲ့အတွက်ကြောင့်ကျမတို့ကဒီခန္ဓာကိုယ်ကိုများသောအားဖြင့်ဟလာဘိဓမ္မာတွေဘာတွေမတင်ထားရင်ကျမတို့ကသိနေတာဒါကတော့လက်ဒါကတော့ခေါင်းဒါကတော့သပင်ဒါကတော့မျက်လုံးဒါကတော့သွားဒါကတော့အသေးနှလုံးဒါကတော့တတွေးဒါကတော့နှက်ဒါကတော့မျက်ရည်ဒါကသွေးဒါကတော့ကျင်းငယ်ဒီလိုပဲကျမတို့ယူထားဘူးတယ်ဒါဆိုကျမတို့သိနေတာတွေအကုန်လုံးကပြည့်ညက် level နေနဲ့ရွယ်သိထားတယ်အဲ့ဒီတော့ဒီနေရာမှာတရားကိုရှုမှတ်လာပြီဆိုရင်ဒါစတုဓာတုဝဝထံဆိုတော့သပင်လို့တွေ့ရင်တောင်မှသပင်ကိုအာယုံပြုတ်ကြည့်ဘာဓာတ်ရှိတယ်လဲထင်ရှားတာကိုပြောရင်ရုပ်နေနဲ့ပြောတော့ဟလာသပင်မှာအဝိနေဘောကရုပ်ရှိတွေပါကျမတို့ရှောက်ပြောလို့ရတာပေါ့ဒါမဲ့ဓာတ်ကြီး၄ပါးပဲဆိုသပင်မှာဘာရုပ်ဒီဘာဓာတ်ဒီထင်ရှားလဲလို့ကြည့်သပင်ကိုကင်ကြည့်လိုက်ရင်တွေးထိစမ်းသက်လို့ရတဲ့သဘောရှိကြည့်ရင်သပင်မှာမာတဲ့သဘောပြောတဲ့သဘောပေါ့ဒါဆိုရင်ဒါသည်ကျမတို့နောက်ပိုင်းနေကြရင်ကာယကတာတတိတုံးကနော်32ကွဋ္ဌာသဆိုကျမတို့သင်ခဲ့ဘူးတယ်သပင်မွေးညစ်ခြေတဲ့လက်သေးသွားရေတူရေပါစသည်ဖြင့်ယူခဲ့တဲ့နေရာမှာဒီ20ပါးသောကွဋ္ဌာသတို့ဒီပထဝီတွေထင်ရှားတဲ့အတွက်ဒါကိုပထဝီကွဋ္ဌာသ20လို့ကျမတို့မှတ်ခဲ့ရတယ်ဒါကိုကာယကတာတတိဆိုရင်ပထဝီကွဋ္ဌာသ20ကိုလည်းမှတ်ရတယ်ပြီးရင်အာဘောကွဋ္ဌာသဆိုတဲ့တဲချေတလိပ်ပြည်သွေးချေမျက်ရည်စသည်ဖြင့်နောက်ဆုံးဒရွေးနှက်တွေအစေကျင်ငယ်တွေအထိပေါ့ဒါတွေကအာဘောကွဋ္ဌာသ7ရှိတဲ့အတွက်ကြောင့်ကျမတို့ရဲ့ဒီခန္ဓာကိုယ်မှာကျမတို့မာတဲ့သဘောပြောတဲ့သဘောသည်20ရှိမယ်ဟလာဖွဲ့စည်းယိုစီးတတ်တဲ့သဘာဝသည်7ရှိမယ်အခုဆိုကျမတို့ဆိုအဲ့တော့ချွေးတွေယိုကြတယ်ဟလာဒါသည်
ချွေးလို့မယူလိုက်တော့ယိုစီးနေတဲ့သဘောလေးကိုပဲအာယုံပြုကြည့်ဒါအာဘောတွေပဲမျက်ရည်တို့ဘာလို့ဆိုအခုဆိုဖွဲ့နေတယ်အကြောင်းတစ်စုံတစ်ခုကြောင့်ပူရင်လည်းမျက်ရည်စွာကြတတ်တယ်ဟလာအခိုးတွေမှုန်လို့ဆက်လာရင်လည်းမျက်ရည်စွာကြတတ်တယ်စိတ်ဆင်းရဲရင်လည်းမျက်ရည်စွာကြတယ်ပျော်ရင်လည်းဆိုစိတ်နဲ့လည်းပတ်သက်ရင်ဒီမျက်ရည်သွားတယ်ဟုတ်တယ်လားအပူအေးနဲ့ဆိုင်ရောမကြတတ်ဘူးလားအစားအသောက်နဲ့ပတ်သက်လာရင်လည်းငရုတ်သီးတွေဆက်သွားမယ်ကြာဆိုင်ဟင်းကားတို့ဘာလို့ဟင်းကားပူပူတွေတောက်ရင်လည်းမျက်ရည်ဆိုဒါတွေကိုကြည့်ရင်ဒီနေရာမှာအခုနေဆိုဖွဲ့စည်းနေတယ်နောက်တစ်ချိန်ချိန်ကြာလို့ရှိရင်အကြောင်းတိုက်ဆိုင်ရင်ခုနပြောတဲ့စိတ်ကြောင့်တော့၎င်းဥဒုကြောင့်တော့၎င်းအာဟာရကြောင့်တော့၎င်းဒီမျက်ရည်ဒီယိုစီးတဲ့သဘောလည်းပြောင်းသွားနိုင်တယ်ဒီသဘောလေးတွေပေါ့နော်စသည်ဖြင့်ဆိုတော့ခုကျမတို့ရဲ့ဒီခန္ဓာကိုယ်မှာအာဘောဆိုတဲ့ကုဋ္ဌာတာ7ရှိတယ်ဒါဆိုရင်ပထဝီကုဋ္ဌာတာ20အာဘောကုဋ္ဌာတာ7ပေါင်းလိုက်32ကုဋ္ဌာတာကိုအနုလုံပတိလုံအစဉ်ဆုံးစင်ကျင်အောင်ကာယကတာတတိလို့ကျမတို့မှတ်ခဲ့ရတယ်ဟုတ်ပြီနော်ဒါကာယကတာတတိကာယကတာတတိထဲမှာ32ကုဋ္ဌာတာဒါပေမဲ့ခန္ဓာကိုယ်မှာဒီပထဝီနဲ့အာဘောကြီးပဲရှိတာမဟုတ်ဘူးကျမတို့ဝါရောလည်းရှိသေးတယ်တေဇောလည်းရှိသေးတယ်ဆိုရှာသေးတယ်တေဇောကုဋ္ဌာတာတို့ဘာလို့ဆိုကျမတို့ဟလာခန္ဓာကိုယ်မှာပူနေတဲ့ကင်လိုက်လို့ရှိရင်ပူနေတဲ့သဘောလေးတွေဒါနှွေးတဲ့သဘောလေးဆိုဒါကိုငွေ့တေဇောတွေလည်းရှိနိုင်တယ်ပြီးရင်ခန္ဓာကိုယ်မှာရင့်ကျက်လာအောင်အစားအသောက်တွေစားလိုက်ရင့်ကျက်အောင်လုပ်တဲ့ပါစကတေဇောမျိုးတွေလည်းရှိသေးတယ်ဒါနောက်ပိုင်းနေသင်ရမှာဒါဒီကမ္မထမ်းဆိုသင်ရင်သင်ရပြီနော်ဒီကမ္မထမ်းကိုအသေးစိတ်ရှုွက်ဆိုရင်တေဇောကုဋ္ဌာတာဘာတွေရှိတယ်လဲနောက်ကျမတို့ဖျားနေလေဖျားတဲ့အချိန်မှာလဲဒါတေဇောတွေရှိတယ်ဒါနောက်တစ်ခုကျမတို့ဟလာဖျားတဲ့နေရာမှာအဖျားတွေတိတ်ကြည့်ရင်ပူလွန်းလောင်လွန်းလို့အော်နေရတာနော်ကျမတို့ဟလာအင်ကြီးတွေဘာတွေတော့မကတ်နိုင်တော့အပူရှိန်တွေတိတ်ကြည့်ရင်ကျမတို့ခုခေတ်ကတော့ရေခဲတွေဘာတွေအုပ်ပေးရတာပေါ့ရှင်းတော့ကဆိုရင်တော့ဟလာရေဘတ်တွေနဲ့တိုက်ပေးရတယ်စသည်ဖြင့်ပြီးရင်တနခါရေကျဲလေးကလမဲ့ကျဲကျဲလေးစသည်ဖြင့်လိမ့်ပေးရတယ်အော်လွန်းပူလောင်လွန်းလို့အော်ပြီးလူးလိမ့်နေတဲ့တေဇောမျိုးလည်းရှိသေးတယ်ပြီးရင်တနေ့နဲ့တနေ့ငယ်စဉ်ကနေဒီရွယ်ထိနောက်ဒီတဲ့ကြီးသွားတဲ့ရွယ်ထိရင့်ကျက်လောင်အိုမင်းအောင်လုပ်တဲ့တေဇောမျိုးလည်းရှိသေးတယ်ဆိုပြီးတော့တေဇောကုဋ္ဌာတာတွေလည်းကျမတို့သင်ရတယ်တေဇောကုဋ္ဌာတာ4ပါးရှိတယ်ဝါယောကုဋ္ဌာတာဆိုလို့ရှိရင်ကျမတို့အခုအသက်ရှူနေတဲ့ဝင်လေထွက်လေဆိုတာလဲဝါယောထဲမှာပါတယ်အခုလက်တွေပါလေခြေတွေလှုပ်ရှားနေတာလဲဝါယောထဲပါတယ်ပြီးရင်ကျမတို့အခုဟလာအင်္ဂါကြီးငယ်တွေကဒါလှုပ်လို့ရတယ်ဆိုတာဒါဝါရောကြောင့်ပေါ့နော်ခေါင်းနဲ့ချိုးလို့ရတယ်ခြေထောက်တွေလက်တွေဒါအင်္ဂါကြီးငယ်ထဲမှာရှောက်တာပြီးရင်ဦးတွေဟလာသွေးတွေကြားတွေထဲမှာသွားနေတဲ့ဝါရောမျိုးလည်းရှိတယ်ပြီးရင်အထက်ကိုဆန်တက်တဲ့လေလည်းရှိတယ်မြို့သေးစကားအောက်ကိုစုံစင်းတဲ့လေလည်းရှိတယ်ဆိုဝါရောကုဋ္ဌာတာ6တေဇောကုဋ္ဌာတာ4ပေါင်းလိုက်ရင်30ပြီးရင်ပထဝီကုဋ္ဌာတာ20အာဘောကုဋ္ဌာတာ7ဆိုပေါင်းလိုက်ရင်ဒီခန္ဓာကိုယ်ကြီးမှာပထဝီအာဘောတေဇောဝါယောရယ်လို့ဓာတ်ကြီး4ပါးအနေနဲ့ယူလိုက်လို့ရှိရင်ကုဋ္ဌာတာပေါင်း42ကုဋ္ဌာတာရှိတယ်เนาะဒါကို42ကုဋ္ဌာတာ42ကုဋ္ဌာတာအနေနဲ့ကျမတို့ဆင်ကျင်တဲ့နေရာမှာပထဝီကုဋ္ဌာတာက20အာဘောကုဋ္ဌာတာ7တေဇောကုဋ္ဌာတာက4ဝါယောကုဋ္ဌာတာ6ဆိုပြီးတော့ဒါကစတုဓာတုဝဝဋ္ဌံကမ္မထံကိုဆင်ကျင်တော့မယ်သူကဒါကိုကြိုပြီးတော့သိထားဖို့လိုအပ်တယ်เนาะအဲ့ဒါရှုခွက်တွေကြရင်လဲဒါသင်ပေးတယ်ပေါ့ကျေးဇူးတော်ရှင်ဖောက်ဆရာတော်ဘုရားကြီးတို့ရဲ့ရိပ်သာမှာဆိုရင်စတုဓာတုဝဝဋ္ဌံကမ္မထံကိုအဓိကဒါသင်ပေးလိမ့်ရှိတယ်เนาะကျမတို့အာနာပါနကမ္မထံရဲ့စတုဓာတုဝဝဋ္ဌံအာနာပါနကမ္မထံကျတော့ဇံတမာတိတွေထူထောင်ပြီးတော့သွားတဲ့လမ်းသမထယာနိကဆိုသမထကိုအခြေခံပြီးတော့ဝိပဿနာကူးတဲ့ဇံနေနဲ့တမာတိတွေထူထောင်ပြီးမှဝိပဿနာကူးမဲ့ပုံကိုများကြရင်အာနာပါနသင်ပေးတယ်တချို့ကျတော့အပနာတမာတိတွေမထူထောင်တော့ဘဲနဲ့ရိုးရိုးဥပ္ပစာရတမာတိကနေပြီးတော့ဇာနိနာနေဝိပဿနာကူးမဲ့သူဆိုရင်စတုဓာတုဝဝဋ္ဌံကမ္မထံကိုသင်ပေးတယ်ဒါဆရာတော်ဘုရားဟိုးတော့ကစစွာကမ္မထံနေပေးတဲ့အခါမှာဒီနည်းနဲ့သွားတာပေါ့အဲ့တော့နောက်ပိုင်းနေကြတဲ့အခါကျတော့အာနာပါနကမ္မထံနဲ့အပနာတမာတိတွေထူထောင်တဲ့ယောဂီတွေကြရင်လဲဒါလည်းသင်ပေးလိုက်တာပဲเนาะဒါကြောင့်ကျမတို့တွေဆိုလဲဒါတွေကအထုတ်ခဲ့ဘူးပါတယ်အဲ့တော့ဒီနေရာလေးတွေမှာဆရာတော်ဘုရားတို့ဒါသင်ပေးတဲ့နေရာကြရင်လေပထဝီအာဘောတေဇောဝါယောဒီဓာတ်ကြီး၄ပါးကိုကျမတို့ကစင်ကျင်ပြီးဒီဓာတ်သဘောကိုထင်ရှားအောင်ကျမတို့ကရှုရတယ်ရှုရင်းနဲ့နောက်ဆုံးဒီခန္ဓာကိုယ်မှာဓာတ်ကြီး၄ပါးကလွဲ၍ဘာမှမရှိတော့ဘူးသပင်လည်းရှာမတွေ့တော့ဘူးဟလာကျမတို့ခုနပြောတဲ့မျက်ရည်တို့ဘာတို့တွေလည်းမရှိတော့ဒီဓာတ်သဘော၄ပါးကလွဲလို့ဘ
ဘာမှမရှိတော့တာကိုမြင်အောင်ဝဝထံပိုင်းခြားဆင်ခြင်နေဆိုတော့အဲ့ဒီလိုဆင်ခြင်တာဒီဘာရဲ့အလုပ်လဲဆိုရင်ပညာစေတသိက်ရဲ့အလုပ်ပါဒါပညာနဲ့သွားတာဒီအာဟာရပฏิကူလတင်ညာကြတော့တရက်ကိုကြည့်ရင်တင်ညာစေတသိက်ဒါကြောင့်ခုကျွန်မသမထကမ္မထန်40ကိုတင်သွားတဲ့နေရာမှာတရက်ကိုလေးတွေရောက်ကောက်လို့ရတာလေးတွေပြောသွားတယ်အနုတ္တိ10ပါးဆိုတတိစေတသိက်ဟုတ်ပြီနော်အနုတ္တိ10ပါးဆိုရင်တတိစေတသိက်မေတ္တာဆိုရင်အဒေါသစေတသိက်ကရုဏာဆိုရင်ကရုဏာစေတသိက်မုဒိတာဆိုရင်မုဒိတာစေတသိက်ဟာလားဥပိ္ပခာဆိုရင်တတ္တရမေသတ္တစေတသိက်အခုအာဟာရပฏิကူလတင်ညာဆိုရင်တင်ညာစေတသိက်နဲ့အလုပ်လုပ်တာသတုဓာတုဝဝဋ္ဌဆိုကမ္မထံအာယုံကတော့ဓာတ်၄ပါးရှုနေတဲ့ဘက်ကကြည့်ညံနဲ့သွားတာအာဟာရပฏิကူလတင်ညာဆိုကမ္မထံအာယုံကစားတော့တဲ့အစာဟတဘလို့သဘောနဲ့မှတ်မှာရှုနေတဲ့သဘောကတင်ညာနေလှုပ်လှုပ်မှာဘာအနေနဲ့သွားမှာဆိုဆက်စုပ်ဖွဲ့ရပေါ်ကနေသတုဓာတုဝဝဋ္ဌကမ္မထံအာယုံကဓာတ်ကြီး၄ပါးအဲ့ဒီမှာကိုဓာတ်ကြီး၄ပါးပဲရှိအောင်မိမိမှာရှိတဲ့ရုပ်တရားတွေအကုန်လုံးဓာတ်၄ပါးပဲရှိအောင်ဘာနဲ့ပဲဘက်ကပြင်အရှုခံရရှုညံရပေါ့ရှုတဲ့ဘက်ကပညာအလုပ်လုပ်သွားမှာမေတ္တာကမ္မထံဆိုရင်ရှုတဲ့အာယုံဘက်ကသွားရင်တတ္တဝပညာဒုက္ခိတဒုက္ခိတတတ္တဝပညာရှုတဲ့ဘက်ကပြောရင်အဲ့ဒါအာဒေါသစေတသိက်ဆိုတဲ့ဒေါသကိုပယ်ပြီးတော့အာဒေါသတိုးအောင်သူလုပ်သွားတာအာဒေါသဆိုမေတ္တာတိုးအောင်လုပ်ရတယ်အကျိုးလိုလားချမ်းသာတဲ့တော့အဲ့လိုခွဲပြီးတော့ညင်သွားရမယ်ဟုတ်ပြီနော်ဒါကျင့်စဉ်ပိုင်းအခုကျမတို့ကရိုးရိုးတန်းမယ်အဘိဓမ္မာရိုးရိုးတန်းဖြစ်တဲ့အတွက်ရိုးရိုးတန်းဆိုတာလေတင်နဲ့တင်ငန်းစာအနေနဲ့ကရိုးရိုးတန်းလို့သတ်မှတ်တယ်ပေါ့တင်းကျိုရိုးရိုးဂုံတူးဆောင်တန်းမဟုတ်ဘူးလေအဲ့တော့အခုကျမတို့တင်တာအထူးဘိဓမ္မာလို့ခေါင်းစဉ်တက်တာကျမတို့ကကိုပိုင်းလုံးတင်းကျိုကိုပိုင်းလုံးခွင်းဆက်တင်နေတာဖြစ်တဲ့အတွက်အထူးဘိဓမ္မာလို့ကျမတို့ကခေါင်းစဉ်တက်တာနောက်တစ်ခုကရိုးရိုးတန်းကစာမွဲ approach ကိုကျမတို့ကဥတီသွားတယ်အခုဒီမှာတော့တိတင်တိတိုက်တာတွေကျမထည့်ထည့်ပြောသွားပေးတယ်နော်ဒါအဘိဓမ္မာနဲ့ပတ်သက်ပြီးတင်းကျိုနဲ့ပတ်သက်ပြီးတော့ဒါစနစ်တကျဝင်းဆက်လည်းသိရမယ်တရုပ်ပိုင်းတွေလည်းမြင်မြင်ပါမယ်အတိတ်ပဲလည်းနည်းနည်းလေးကြဲကြဲလေးပြောသွားလို့ကျမတို့ကအထူးလို့တက်ပေမဲ့ဓမ္မမိတ်ဆွေများဒါတွေကိုအသေးစိတ်သင်တာမျိုးတွေကြတော့ဆက်တင်ရမှာဒါတွေကိုအခုကျမတို့ဒီမှာအသေးစိတ်ပြောလို့မရအောင်ဒါကျင့်စဉ်ပိုင်းနေနဲ့သွားမယ်အပိုင်းဆိုရင်ဒါစနစ်ကျသင်ဖို့ဆိုရင်ဝိသုဒ္ဓိမဲ့ဆိုတာသင်ရမယ်ပရိယပိုင်းဆိုင်ရာဆက်တင်မဲ့ဆိုရင်အဘိဓမ္မာဂုံတူးဆောင်ဆက်လေ့လာရမယ်ပฏิပတ်ဘက်ကိုသွားမယ်ဆိုရင်ဝိသုဒ္ဓိမဲ့သင်ရမယ်ဒါလူပုဂ္ဂိုလ်တယောက်အတွက်ကျမတို့ဒါသွားရမယ်လမ်းကြောင်းလေးပဲကိုယ့်ရဲ့ယုံ nant ခန္ဓာကြောင်းနားလည်ဖို့နံပါတ်1အဘိဓမ္မာသိအောင်သင်ရမယ်အဘိဓမ္မာသင်္ချိုကိုသင်ရင်သိအောင်ဆိုရင်9ကျမ်းလုံးကျမတို့မသင်နိုင်တော့သင်္ချိုကျမ်းသင်ရမယ်သင်ခြင်းဒီဘာအကျိုးကျေးဇူးရှိတယ်လဲကိုယ့်ရဲ့ယုတ်အကြောင်းကိုယ့်ရဲ့နံအကြောင်းသေချာနားလည်သွားမယ်ယုတ်သဘောနံသဘောကိုနားလည်မှကျမတို့ကကျင့်စဉ်ဘက်သွားရင်ဝိပဿနာကျင့်စဉ်ကိုကျင့်လို့ရမှာပေါ့ဝိပဿနာဆိုယုတ်တရားနံတရားကိုရှုရမှာလေယုတ်တရားနံတရားတို့ရဲ့သဘာဝဆိုတာတစ်ခုချင်းတစ်ခုချင်းရဲ့သဘောကိုသိအောင်သင်ရမယ်သဘာဝလက္ခဏာကိုမြင်မှအဲ့ဒီသဘာဝကိုတွေ့ဒါဘာယုတ်လဲဒါကဘာစိတ်လဲဒါကဘာစိတ်တသိက်လဲဆိုတာယောဂီလုပ်တဲ့သူကယောဂီဆိုတာစ조사အထုတ်တဲ့သူယောဂီလို့သုံးပါတယ်ကျင့်ကြံအထုတ်တာမှန်သမျှကိုယောဂီဆိုတာအဖြူညိုဝစ်ထားတာကိုပြောတာမဟုတ်ဘူးဒါသိနေရမယ်အဲ့တော့ဆိုပါစို့ရဲ့အဲ့ဒီပုဂ္ဂိုလ်ကသဘောတစ်ခုတွေးလိုက်ရင်ဒါစိတ်ရဲ့သဘောဆိုတာသိမှစိတ်သဘောအကြောင်းကိုသင်သားမှတွေးလိုက်ရင်ဒါစိတ်ပဲဟာတာကတော့စိတ်တသိက်ပဲစိတ်တသိက်မှာဒါကတော့ဖတ်တာပဲဒါကတော့ဝေဒနာပဲဟာတာကတော့လောဘပဲလို့ကိုသိနိုင်မှာပေါ့သိနိုင်တော့မှအဲ့ဒီသဘောတရားလေးကိုဉာဏ်နဲ့စိုက်ကြည့်ရင်အဲ့ဒီသဘောလေးတည်လဲသာဝရမြဲတယ်ဆိုတာမရှိဘူးဖြစ်ပြီးပြတ်တယ်ဆိုတာမြင်အဲ့ဒီကြရင်အနိစ္စဆိုတဲ့လက္ခဏာကိုစမြင်အဲ့ဒါဝိပဿနာရှုွက်ဖက်သွားမှာဆိုတော့အဘိဓမ္မာတွေကိုသင်ရခြင်းဥတည်ဘာအကျိုးကျေးဇူးရှိသလဲလို့ပြောရင်နံပါတ်1ကယုတ်တရားနံတရားတွေအကြောင်းနားလည်ခွင့်ရတယ်ယုတ်တရားနံတရားတွေကိုပိုင်းခြားနိုင်ခြင်းအမှတ်ကျေးဇူးရှိလာတယ်ပြီးရင်ယုတ်တရားနံတရားတို့သည်အကြောင်းအကျိုးဆက်ဆက်ဖြစ်တယ်ဆိုတာသိခွင့်ရဒါဘိဓမ္မာသင်ဒီအထိပဲရနိုင်တယ်အဲ့ဒီလိုဖြစ်ရင်ပဲဒါဒီကမ္မထမ်းပိုင်းမှာသင်ရလိမ့်မယ်ဒါဒီပင်လင်သုလသောတာပန်လို့ခေါ်လို့ရသွားပြီဆိုတာဒါတွေကကျမတို့သွားမယ်လမ်းတနည်းအားဖြင့်အဘိဓမ္မာကိုသင်ခြင်းသည်ပရိယတ်သည်ကျမတို့ဘာကိုကျေးဇူးပြုမလဲဆိုပฏิပတ်ကဲဝိပဿနာကိုကျေးဇူးပြုလိုက်မယ်ဝိပဿနာကိုအားထုတ်ဖို့ရမှာဒါကြီးစွာသောအထောက်ပံ့မယ်အဲ့ဒီလိုဝိပဿနာအဘိဓမ္မာကိုသင်ပြီးမှဝိပဿနာကိုအားထုတ်တဲ့သူသည်အဘိဓမ္မာလုံးဝမသင်ဘူးပဲနဲ့အားထုတ်တဲ့သူထက်မြင်ပုံချင်းကွာထွက်သွားပြီစင်ရင်သုံးသက်ပုံချင်းကွာသွားပြီဓမ္မမေဆွေများအဲ့ဒီလိုကွာခြားချက်ရှိတော့ဆက်ပြီးတော့စ조사အထုတ်လို့ရှိရင်ဟာလာဝိပဿနာကိုစ조사အထုတ်လို့ရှိရင်ပဋိဝေဒအနေနဲ့ဘာရနိုင်လဲမဲ့ဖို့နိဗ္ဗာန်ရနိုင်ဒါဆိုမဲ့ဖို့နိဗ္ဗာန်ရလို့တော့သူသည်ဝိပဿနာဘာဝနာကိုအထုတ်ရပါမည်
ဝိပဿနာဘာဝနာကိုအားထုတ်မဲ့ယောဂီတိုင်းသည်အဘိဓမ္မာကိုသင်သိမှာလေအဲ့ဒီအဘိဓမ္မာဆိုတဲ့တရားတော်သည်လေဖျားပွင့်မှသာလေဖျားရှင်သာသနာရှိတုံးသာလေသင်ခွင့်ရသောတရားတော်ဖြစ်၍ဝိပဿနာကျင့်စဉ်သည်လေဖျားရှင်ဟလာရှိတဲ့အချိန်ဖျားသာသနာမကွယ်တင်သာလေအားထုတ်နိုင်တယ်ဖျားသာသနာကွယ်သွားတဲ့သာသနာပအချိန်မှာအဘိဓမ္မာတရားဆိုတာလေသိဖို့မလွယ်သလိုဝိပဿနာပฏิပတ်လေမကျင့်နိုင်တော့တဲ့အတွက်ဖျားသာသနာပသွားတဲ့အချိန်တိုင်းမှာမဲ့ဖို့နိဗ္ဗာန်ရတော့သူလုံးဝမရှိတော့ဘူးခုကျမတို့သာသနာတွင်ဖြစ်နေသေးတယ်ဖျားရှင်တော့ပြိနိဗ္ဗာန်စံပေမဲ့ဖျားဆုံးမှရှိနေသေးတယ်ဒီအဆုံးမှရှိအောင်လဲတန်ဃာတော်များကျေးဇူးပြုခဲ့တယ်ယခုထက်တိုင်လဲစောက်ရှောက်နေစေစောက်ရှောက်နေတဲ့အတွက်ကြောင့်ကျမတို့ဖျားရှင်အဆုံးအမတွေကိုကျမတို့ခုလိုသိယူခွင့်ဟလာကြင့်ကြံအားထုတ်ခွင့်ရတယ်ဆိုတာဒါမြင်ခဲ့ဖို့ပေါ့နော်ဒါကြောင့်အခုကျမတို့တမထကမ္မထန်40ရှိတဲ့အထဲမှာဒီကမ္မထန်တွေရဲ့သဘောအဓိပ္ပာယ်ကိုကျမတို့ဒီအချိန်မှာခက်ကြမ်းကြမ်းပဲပြောခွင့်ရပါမယ်အသေးစိတ်ကျင့်စဉ်ပိုင်းဒီဝိသုဒ္ဓိမဲ့ကြားလို့ရှင်သင်ရပါမယ်ဝိသုဒ္ဓိမဲ့မှာလဲကျမတို့ဝိသုဒ္ဓိမဲ့စစွာကိုသင်တဲ့နေရာမှာဝိသုဒ္ဓိမဲ့မှာကျမတို့ပထမဆင့်ဒုတိယဆင့်တတိယဆင့်လို့ရှိတဲ့ထဲမှာအခုဒီအပိုင်းနေသည်ဝိသုဒ္ဓိမဲ့ဒုတိယဆင့်မှာပါတဲ့အပိုင်းဖြစ်ပါတယ်เนาะဒါတွေကဆက်လေ့လာမယ်ဆိုအခုဒီလောက်နဲ့ပဲဓမ္မမိတ်ဆွေများကျင့်တတ်ပါဒါကြောင့်ခန္ဓာကိုယ်မှာဓာတ်ကြီး၄ပါးပဲရှိတယ်လို့ပိုင်းခြားဆင့်ခြင်းမှတ်သားတာကိုစတုဓာတုဝဝဋ္ဌံလို့ခေါ်၍စတုဓာတုဝဝဋ္ဌံဤတရေကိုပြောပါဆိုပညာစေတသိက်ဖြစ်ပါတယ်စားတော့တဲ့အစားအသောက်တိုင်းမှာဆက်စုပ်ဖွယ်လက္ခဏာပေါ်အောင်ဆိုရှေးလူကြီးများဆိုရင်သူတော်ကောင်းကြီးများဆိုအစားတစ်ခုကိုစားလိုက်တယ်ဆိုကျမတို့နဲ့မတူဘူးပေါ့ကျမတို့ကတော့အစားအသောက်ကောင်းတာဆိုရင်ဟလာကျမတို့ကမြင်လိုက်တာနဲ့ဒီပေါ်မှာလောဘတွေနဲ့မောဟတွေနဲ့ဟလာထမင်းတပကံဘလို့ကုံသွားမှမသိအောင်စကားတွေတဖောင်ဖောင်ပြောဒါတော့မှအားမရသေးဘူးကျမတို့ကရတယုံတစ်ခုတည်းတွေမကျေနပ်သေးဘူးအစင်းရူပါယုံလဲကြိုက်သေးတယ်ဘေးနာကလည်းငိမ့်ငိမ့်ညောင်းညောင်းအတန်တတ်တာယုံလဲလိုချင်သေးတယ်အတွေ့အထိကောင်းကောင်းဆိုအဲကွန်းတို့လိုပန်ကာလေးတွေဗာလေးတွေစသည်ဖြင့်ဒါမျိုးကလည်းလိုချင်သေးတယ်ထိုင်နာကအတွေ့အထိကောင်းကောင်းလေးပေါ်မှာလဲထိုင်ချင်သေးတယ်စသည်ဖြင့်ကျမတို့ကအစားတစ်ခုစားလိုက်ရတယုံရဲ့ဟာကနေဖြစ်လာနိုင်တဲ့ရတတဏှာတွေမကောက်ကျမတို့ကကျန်တဲ့အာယုံတွေမှာပါတဏှာတွေနဲ့သွားလားမသွားဘူးလားသွားတဲ့အတွက်ကြောင့်ကျမတို့ကထမင်းတစ်ပကံစားလိုက်တာဖြစ်အစားအသောက်တစ်ပွဲစားတာဖြစ်ကျမတို့မှာအကုသိုလ်တွေအများကြီးပဲဖြစ်နေကြတယ်เนาะဒါလေးရဲ့ကြောင့်ဒါလေးတွေကိုအခုတမထဘာဝနာကမ္မထမ်းဆိုတာမိမိတို့ရဲ့စိတ်တန်တန်မှာကုသိုလ်ကောင်းမှုတွေကိုဖြစ်ခွင့်မပေးတားမြစ်တတ်တဲ့နိဝရဏတရားကိုရှုံးမြိုက်ဖို့ဒါပဲအဓိကမင်းကတမထရဲ့ရည်ရွယ်ချက်ကနိဝရဏတရားတွေကိုပယ်ရှားလိုက်မယ်ဝိပဿနာဘာဝနာကြတော့အနုတ္တယကိလေသာကိုဖြိုဖျက်လိုက်မယ်မတူလမ်းကြောင်းချင်းနော်နိဝရဏဆိုစိတ်တန်တန်မှာဟလာကုသိုလ်ကောင်းမှုတွေကိုဖြစ်ခွင့်မပေးတားမြစ်တတ်တဲ့တရားတွေနိဝရဏတရားတွေ6ပါးအဲ့ဒီအထဲမှာသမထဘာဝနာရှုမြိုက်ပေးမှာ9ပါးပဲရှုနိုင်တယ်အဝိဇ္ဇာဆိုတဲ့နိဝရဏကိုမရှုဘူးနော်9ပါးပဲရှုတယ်ဒါပြီးခဲ့တဲ့ဘက်ကကျွန်မဒါလေးကိုခက်ကြမ်းကြမ်းလေးပြောသွားပြီးဆိုတော့ဒါကျွန်မထပ်မပြောတော့ဘူးအဲ့ဒါလေးကိုသိထားဖို့ကဲတော့ဒီနေရာမှာစတုဓာတုဝဝဋ္ဌံထိပြီးသွားပြီဆိုရင်ကျမတို့ဆက်သွားမှာအရူပ၄ပါးပဲကျန်တော့တယ်အရူပ၄ပါးဆိုတာနည်းနည်းလေးဒီမှာတော့အကျမ်းမင်းပြောမယ်ကျမတို့အရူပ၄ပါးလို့ကျမတို့ပြောပေမဲ့စိတ်ပိုင်းတုံးကကြတော့အရူပဘုံမှာများသောအားဖြင့်ကျင်လည်တတ်ဖြစ်တတ်သောတရားဖြစ်တဲ့အတွက်ကြောင့်အရူပဝဆရစိတ်လို့ကျမတို့ကစိတ်ပိုင်းကြတော့သင်ခဲ့ရတယ်နော်အရူပဝဆရစိတ်လို့ပြောလိုက်ရင်စိတ်ဆိုတဲ့စကားလုံးကိုတက်လိုက်တာနဲ့အရူပဝဆရစိတ်ဒီ12ပါးရှိတယ်လို့ကျမတို့ကသင်လိုက်ရပြန်တယ်အရူပဝဆရစိတ်12ပါးဒီဘာတွေလဲလို့ပြောလိုက်ရင်ကုသိုလ်က4ပါးရှိတယ်ကုသိုလ်ရဲ့အကျိုးဝိဘက်က4ပါးရှိ၍ဖရာယဟန္တာတို့ရဲ့တဏ္ဍာမှာဖြစ်တဲ့ပြုကများသဘောကရိယာက4ပါးဆိုပြီးတော့အရူပဝဆရာစိတ်ဒီ12ပါးလို့ကျမတို့ဒါသင်ဒါစိတ်ပိုင်းရှုတော့အဲ့ဒီမှာမှအရူပဝဆရာစိတ်12ပါးမှာမှကုသိုလ်ဆိုတာကောင်းတဲ့သဘောအပြစ်ကင်းတဲ့သဘောကောင်းတဲ့အကျိုးကိုပေးတတ်တဲ့သဘောဆိုတော့ဒီကုသိုလ်4ပါးဒီဒီဝိဘက်4ပါးကိုဖြစ်စေတယ်လို့ဒါစိတ်ပိုင်းတော့ကသင်ရပြန်တယ်ဖယားယဟန္တာတွေကြတော့ကုသိုလ်မဖြစ်တော့ဘဲနဲ့ကျမတို့ကရိယာဖြစ်တယ်လို့ဒါသင်ရပြန်တယ်တခါပကိန်းပိုင်းကိုကျမတို့ရောက်လာတဲ့အခါမှာဒီအရူပဝဆရာစိတ်12ပါးရဲ့ကိစ္စကိုသင်တဲ့အခါကျကိစ္စသင်္ဃဟဟေတုသင်္ဃအနေနဲ့ပြောရင်ဒီ12ပါးလုံးဒီတိဟိတ်စိတ်
အလောဘအဒေါသအမောဟကုသိုလ်ဇတ်၌ရှင်အပ်သောဟိတ်သုံးပါးဖြစ်တဲ့အလောအဒေါအမောသုံးခုတစ်လုံးရှင်တော့ကုသိုလ်ဇတ်မှာလည်းဟိတ်သုံးပါးဝိဘတ်ဇတ်၌ရှင်အပ်သောအလောအဒေါအမောလည်းဒီမှာရှင်တော့ဝိဘတ်ဇတ်၌လည်းဟိတ်သုံးပါးပဲရှင်ကရိယာဇတ်၌လည်းဒီဟိတ်သုံးပါးဆိုတော့အရူပစိတ်12ပါးလုံးသည်အလောဘဟိတ်အဒေါသဟိတ်အမောဟဟိတ်သုံးပါးစီနဲ့ဖြစ်တဲ့အတွက်ကြောင့်တိဟိတ်စိတ်လို့ကျမတို့သင်လိုက်တယ်မှတ်မိလားအဲ့ဒီအရူပစိတ်12ပါးလုံးသည်ဝေဒနာသင်္ခါနဲ့ပြောရင်12ပါးလုံးသည်ဥပိ္ပခတစ်မျိုးပဲရှိတယ်ဟိတ်နဲ့ပြောရင်တိဟိတ်ကိစ္စနဲ့ပြောတော့မယ်ကိစ္စနဲ့ပြောရင်အရူပဝဆရကုသိုလ်ရဲ့ကရိယာရဲ့သည်ဇောကိစ္စဟုတ်ပြီနော်ဒီဝိဘတ်စိတ်သည်ပဋိတန်တေဘဝင်သုတိကိစ္စဆိုပြီးတော့တတ်ခဲ့ရတယ်ဟုတ်တယ်လားအဲ့တော့ပဋိတန်တေဘဝင်သုတိကိစ္စဆိုတော့ပြောလာပြီဘယ်ဘုံသားတွေလဲဆိုရင်အရူပဘုံမှာအရူပဗြဟ္မာကြီးတို့ဤပဋိတန်တေဘဝင်သုတိစိတ်ပါလို့ကျမတို့သင်ခဲ့ရတယ်ဟုတ်ပြီနော်ဘုံပိုင်းရောက်တော့လေအဲ့ပုံစံသင်ရတယ်အဲ့ဒီမှာမှကျမတို့ကဘုံပိုင်းရောက်လာတဲ့အခါမှာကုသိုလ်ဆိုတာအကြောင်းသဘောဝိဘတ်ဆိုတာအကျိုးသဘောကရိယာဆိုတာအကြောင်းကျိုးလို့ဒါဆိုရင်ကရိယာဒီဘုံဌာနတွေကိုပေးမှမပေးတော့သူ့ကိုဖယ်လိုက်တာပေါ့ဖရာယဟန္တာတွေမှာဖြစ်တဲ့အတွက်ကြောင့်ဆိုတော့ဒါလေးကိုဖယ်လိုက်တဲ့အခါမှာကျမတို့ဘုံပိုင်းကိုရောက်တဲ့အခါမှာအရူပဝဆရကုသိုလ်လို့ကျမတို့သင်လိုက်တယ်အရူပဝဆရကုသိုလ်ဆိုတာအရူပဝဆရ၄ဘုံမှာအရူပဝဆရဝိဘတ်စိတ်ကိုဖြစ်စေတယ်လို့ကျမတို့ချက်ခဲ့ဘူးတယ်ဟုတ်တယ်လားအဲ့ဒီမှာလေအရူပဝဆရကုသိုလ်လို့ကျမတို့ပြောလိုက်လို့ရှင်အဲ့ဒီကုသိုလ်၄ပါးကိုကျမတို့ဆိုလိုက်ရတယ်အာကာတာနိစာယေတနာဒီနေရာမှာကုသိုလ်နောက်ပြီးရင်ဝိညာနိစာယေတနာကုသိုလ်ပြီးရင်အာကေစလုံးပေါင်းလေးတွေအစဆိုရင်းနဲ့စေညာယေဒနာကုသိုလ်နေဝတိညာနာတိညာယေဒနာကုသိုလ်ရေလို့အရူပဝဆရာကုသိုလ်စိတ်၄ပါးထွက်လာအရူပဝဆရာကုသိုလ်စိတ်၄ပါးမှာအာကာသနိစာယေဒနာကုသိုလ်သည်အာကာသနိစာယရဏဘုံ၌ဟုတ်ရဲ့လားပြီးအာကာသနိစာယရဏဝိဘတ်စိတ်တစ်ပါးကိုဖြစ်စေတယ်လို့ဘုံမှာထပ်တင်လိုက်ရပြန်တယ်အကျမ်းပဲပြောတော့မယ်ဟုတ်လားဝိညာဉ်နိစာယရဏကုသိုလ်သည်ဝိညာဉ်နိစာယရဏဘုံ၌ဝိညာဉ်နိစာယရဏဝိဘတ်စိတ်ကိုဖြစ်စေ၏လို့သင်ခဲ့တဲ့အတွက်ကျမတို့ဘုံပိုင်းတော့သင်တဲ့အခါမှာအာကာကုသိုလ်သည်အာကာဝိဘတ်ကိုအာကာဘုံမှာကျေစုပြုတယ်။နောက်ဆိုရင်ကုသိုလ်ဆိုတာအကြောင်းသဘောဝိဘတ်ဆိုတာအကျိုးသဘောဆိုအာကာကုလို့ရင်ဝိညာဉ်အာကာဝိကိုသာဖြစ်တဲ့အတွက်တူသောအကျိုးပေးတဲ့မဟဂုတ်ကံလေဒီနေရာမှာဒီမဟဂုတ်ကုသိုလ်တို့သည်အားကြီးတဲ့ကုသိုလ်ဖြစ်တဲ့အတွက်ကြောင့်ဂရုကံလို့ရောမပြောဘူးလားဂရုကံလို့ပြောတဲ့အတွက်ချက်ချင်းအကျိုးမပေးဘူးသေပြီးဒုတိယဘဝဆိုဒီဘဝမှာကျမတို့အာကာကုသိုလ်ရထားတဲ့သူသည်ပေပြီးဒုတိယဘဝမှာဘယ်ဘုံရောက်အာကာဘုံမှာအာကာဝိဘတ်ဖြစ်ပြီးတော့အာကာဘုံမှာတက်တန်းဘလောက်ကြာနေမလဲဆိုကဘာပေါင်း2000တက်တန်းရှိမယ်ဟုတ်လားစသည်ဖြင့်ဘုံပိုင်းမှာတင်မှုတာမှတ်မိလားလို့အဲ့တော့မှတ်မိတယ်ဆိုရင်ကျမပြောချင်တာကုသိုလ်သည်ဝိဘတ်ကိုဖြစ်စေတယ်ဆိုတဲ့နေရာမှာဒီဝိဘတ်သည်ပဋိတန်ဒီဘဝင်သုတိဆိုတော့ဒီကုသိုလ်ကအဲ့ဒီဘုံဌာနမှာဒီအာကာသနိစာယရဏဗြဟ္မာအနေနဲ့ပရိသန်တွေဘဝင်စုတိကိုဖြစ်စေတဲ့နေရာမှာဒီကုသိုလ်ကံသည်သူ့တက်တန်းကဒီဘုံရောက်ရင်ကဘာ2000ဖြစ်စေတယ်ဆိုရဲတက်တန်းမြဲလားမမြဲဘူးလားမြဲတယ်ကျမတို့တခါဘုံပိုင်းတော့တက်တန်းမမြဲတဲ့တတ္တဝါဆိုရင်အပယ်လေးဘုံသားရဲ့လူဘုံသားရဲ့ဘုံမစိုးနဲ့တာတက်တန်းမမြဲတာလေကျန်တာတက်တန်းမြဲလားမမြဲဘူးလားဒါဆိုဒီကုသိုလ်လုပ်ရင်ဒီဘုံကိုရောက်သွားရင်သူတို့ကဒီဝိဘတ်စိတ်နဲ့ပဋိတန်တွေနေတဲ့အရူပဗြဟ္မာကြီးဖြစ်သွားတာရောမရှိဘူးလားဒါဆိုရင်ဖျားမပွင့်တဲ့အချိန်သာသနာပအချိန်မှာလေအာကာဇန်နေ
ဝိညာဇန်နေအာဂိဇန်နေနေဝဇန်နေရတဲ့ပညာရှိသူတော်ကောင်းကြီးတွေရှိခဲ့လားမရှိခဲ့ရှိတဲ့နေရာမှာသူတို့ရဲ့ရည်ရွယ်ချက်ကဘာလို့ဒီကုသိုလ်ဇန်တွေကိုလှုပ်လဲဆိုသူတို့ရဲ့ရည်ရွယ်ချက်ကဒီဘုံညွတ်ပြီးလှုပ်ခဲ့တာဒီဘုံကိုညွတ်ခဲ့တာဘာလို့ညွတ်လဲလို့ပြောရင်ဒီဘုံမှာရုပ်လုံးဝမရှိဘဲနဲ့နံကြီးပဲရှိတဲ့အတွက်သူတို့စိတ်ထဲမှာရုပ်ကြီးရှိရင်ဟလာနာရာကျင်နာတွေရှိမယ်အချိန်တန်ကြရင်စားရတာဝတ်ရတဲ့ဒုက္ခတွေလည်းရှိမယ်ခေါင်းကိုက်တာဗိုက်နာတာတွေသူများရဲ့ရန်တတ္ထုတွေပြုတာတွေခံရတယ်ရုပ်ရှိလို့ရှိရင်မကောင်းဘူးဟလာရုပ်တာမရှိဘူးဆိုရင်နံကြီးတက်တက်ပဲဆိုရင်စားရတဲ့ဒုက္ခလည်းမရှိဝတ်ရတဲ့ဒုက္ခလည်းမရှိနာကျင်နာတယ်လည်းဗျာတိဒုက္ခတွေလည်းမရှိဘူးဒါကြောင့်ရုပ်မရှိတာကောင်းတယ်လို့တစ်ဖက်စွန်းရောက်ပြီးတော့ဒီအတွေးနဲ့ဖျားရှင်မပွင့်နဲ့ဖျားသာသနာမရှိတဲ့ချိန်မှာအဲ့ဒီတော့ကလူတော်ကြီးတွေပညာရှိကြီးတွေလူတော်လို့သုံးတာသူကဒီဇန်နေတောင်ရတယ်ဆိုတဲ့တိရိပုဂ္ဂိုလ်ကြီးတွေလေပရိသန်တွေကညံပါခဲ့တဲ့ပုဂ္ဂိုလ်ကြီးတွေဟုတ်လားပိုးတိမှာလည်းဒီဇန်နေအထိရနိုင်တယ်ဆိုတဲ့ကတကယ်လူတော်ကြီးတွေပေါ့ဒါကြောင့်ဖျားရှင်တော်မပွင့်ပေါ်လေလူတော်အမြစိတ်ကောင်းထားလေဤကားကုသိုလ်အကုသိုလ်နှင့်ထိုးထိုးဘုံဘဝမတိရများလာပြည့်ဆိုဒီပုဂ္ဂိုလ်တွေကအကုသိုလ်တော့မဟုတ်ကုသိုလ်တွေလုပ်ပေမဲ့ထိုးထိုးဘုံဘဝအပြစ်တွေသူတို့မတိတဲ့အတွက်ကြောင့်ရုပ်ရှိတာမကောင်းဘူးနာမ်ရှိတာကောင်းတယ်လို့တွေးတဲ့အတွက်မြတ်စွာဘုရားအလောင်းတော်တောထွက်တုံးကတွေးခဲ့ရတယ်အာလာယနဲ့ဥဒကယတိကြီးတွေဆိုဒီဘက်ကိုလိုက်တဲ့ပုဂ္ဂိုလ်ကြီးတွေဟုတ်လားမဟုတ်လားအာလာယယတိကြီးဆိုရင်အာကိဉ္စန္တိရထားတာဖျားလောင်းတော်တိဋ္ဌထမင်းသားကနေပြီးတော့တောထွက်လာတဲ့ဟလာတိဋ္ဌထကနေလာတဲ့ယဟန်အနေနဲ့ပေါ့ဖျားလောင်းတော်ယဟန်ကလည်းဒီနေရာမှာဒီအာလာယယတိထံမှာစီးကပ်ပြီးတော့အာကိဉ္စန္တိရောမကျင့်ခဲ့ဘူးလားနောက်ဆုံးဥဒကယတိစီသွားတော့နေဝဇန္တိရခဲ့တယ်ပေါ့ဒါပေမဲ့ဒီနေရာတွေဒီလမ်းမှားတော့မဟုတ်ပေမဲ့လမ်းဆုံးမဟုတ်သေးဘူးသူတို့စိတ်ထဲမှာအဲ့ဒီဘုံရောက်သွားရင်တော်တော်နဲ့မအိုးလေတော်တော်နဲ့မနာဘူးလေတော်တော်နဲ့မသေးဘူးလေနားလဲဆိုနာကျင်နာမို့စိတ်နဲ့ပတ်သက်တဲ့ယောဂပေါ့ထားလိုက်ပါတော့အဲ့တော့မသေးဘူးဆိုတော့မသေးနိုင်ဘူးလေကဘာပေါင်း8400ထိတောင်အသက်ရှင်မယ်ဆိုတော့မသေးတဲ့နေရာလို့သူတို့စိတ်ထဲထင်လားမထင်ဘူးလားဒါပေမဲ့အသေးလွတ်လားမလွတ်မှန်းဖျားလောင်းတော့သိတဲ့အတွက်ကြောင့်ဒါကိုစွန့်ပယ်ခဲ့ပြီးတော့ဒီနေရာမှာအလေအလတ်လမ်းစဉ်ပြန်ဒါဓမ္မမိတ်ဆွေတို့ဒါသိပြီးသားဒါဒီလမ်းမတော့မဟုတ်ဘူးဒါပေမဲ့လမ်းဆုံးမဟုတ်တဲ့အတွက်ဒါပဲ့တယ်ပေါ့ဒါဇန်လန်းစဉ်နော်ဒါဆိုနောက်ပိုင်းကျတော့ခန္ဓာကိုယ်နှိမ့်ဆက်ညှဉ်းပန်းတဲ့အတ္တကိလမထအကျင့်ကလည်းမှားတယ်ပယ်လိုက်တယ်ကာမဂုဏ်ခံစားတဲ့ကာမတုခံလိကကိုလည်းပယ်လိုက်တယ်ဒါပေမဲ့ဒီဇန်ကုသိုလ်တွေကိုဖျားရှင်သာသနာဖျားကိုယ်တိုင်လဲဒီဇန်ကုသိုလ်တွေမရဘူးလားရခဲ့သလိုဖျားရဲ့တပိသားတန်ဃာတွေကိုလည်းမြတ်စွာဘုရားဒီကျင့်စဉ်တွေညွန်လားမညွန်လားညွန်ခဲ့လို့အခုကျမတို့တမထဘာဝနာကမ္မထံ40လို့တဟောသိနေတာဖျားဟောခဲ့လို့ပေါ့ဒါဆိုရင်ဖျားသာသနာတွေမှာဒီဇန်ကုသိုလ်တွေကျင့်တာဒီသာသနာပကျင့်ပုံနဲ့မတူတော့ဒါလေးကိုပြောချင်လို့သာသနာပအချိန်တုန်းကဖျားမပွင့်ခင်အချိန်တုန်းကကျင့်တာကဒီဇန်တွေကိုကျင့်တာရုပ်ကိုမလိုချင်လို့ကျင့်တာဖျားသာသနာတွေမှာတော့ဒီအကျင့်တွေကျင့်တာဒီနောက်ထပ်စိတ်ရဲ့စွမ်းရည်ဒူးတွေအတွက်ဆိုရင်အဘိညာဉ်အထိကူဖို့အဲ့တစ်ချက်နောက်တစ်ချက်ဒီဇန်ကုသိုလ်တွေရခဲ့ပြီးတဲ့အပြင်ဆက်လက်ပြီးတော့ကျင့်ကြံအားထုတ်မယ်ဆိုဖျားရှင်သာသနာတွေမှာဝိပဿနာဘာဝနာတွေဟောကြားနိုင်ပြီဆိုတော့အဲ့ဒီလိုအာကာဇံဝိညာဉ်ဇံတွေရယုံနေမကဘဲနဲ့ဝိပဿနာ level ထိကူးသွားရင်ဒီဇံလဲရအရိယာလဲဖြစ်တဲ့သူဆိုရင်တော့နှိမ့်ဆုံးသောတာပန်ဖြစ်အောင်တော့အရူပဘုံကိုလေအာကာဇံလဲရသောတာပန်လဲဖြစ်တဲ့သူကကျမတို့သိလို့ရင်ဘယ်ဘုံသွားမလဲအာကာဘုံကိုရောက်သွားရင်သူပုရုဇေအနေနဲ့ရောက်မှာလားအရိယာအနေနဲ့ရောက်အရိယာအနေနဲ့ရောက်ပြီဆိုသူလျှောက်ခဲ့ဘူးတဲ့ဝိပဿနာဘာဝနာလမ်းကြောင်းကိုသိတဲ့အတွက်ကြောင့်အဲ့ဒီဘုံမှာယုတ်တရားမရှိတော့ဘူးနတ်ကြီးပဲရှိပေမဲ့ဆက်၍တဂရကံအနာကံယဟန္တာဆက်တက်လို့ရလားရတယ်ဖျားရှင်ကအရူပ4ဘုံကိုရက်ပြည့်8ပါးတဲ့ကိုထည့်ခြင်းသည်ပုရုဇဉ်အတွက်သာထည့်ခြင်းဖြစ်တယ်အရိယာတွေအတွက်ထည့်လားအရိယာအတွက်ဆိုရင်ဒုက္ခတစ်ခုတောင်တက်တာလားမတက်တာဘူးလားရုပ်ဒုက္ခတက်တာနာမဲရှုယုံမဲအဲ့ဒီဘုံမှာရှိတဲ့ဗြဟ္မာကြီးတွေဒီတယောက်နဲ့တယောက်မြင်ရလားရှိနေမှန်ကောသိလားမသိဘူးသူ့ကံနဲ့သူရောက်သွားတာ
အရိယာအနေနဲ့ရောက်သွားပုရုဇေအနေနဲ့ရောက်တယောက်မြင်လို့မှမရလားသူတို့ကလည်းမြင်ခြင်းတွေ့ခြင်းစကားပြောခြင်းနဲ့ဆန္ဒရှိလားမရှိဘူးသူတို့ကအစတည်းကကာမဂုဏ်လဲဆက်ဆုပ်ပြီးသားရုပ်တရားတွေကိုလည်းဆက်ဆုပ်တဲ့အတွက်ကြောင့်သူတို့ကအေးဆေးပဲကျမတို့သာဆိုပြင်းလို့သိမှာပေါ့ကြိုက်လားအဲ့ဒီပုံသွားခြင်းလားဖုန်းလဲဆက်လို့မရတယောက်လည်းမြင်လို့မရဟုတ်တယ်လားကျမတို့ဆိုမလိုချင်ဘူးဒါပေမဲ့ဖျားရှင်သာသနာတွင်မှာကြတော့ဒီဇံကုသိုလ်တွေဒီအလကားမဟုတ်ဘူးဘာတွေသုံးလို့ရလဲဆိုရင်ခုနပြောသလိုအဘိညာဉ်အတွက်လည်းသုံးလို့ရတယ်နောက်တစ်ချက်အရိယာအဆင့်ကိုရောက်လို့အနာဂံနဲ့ယဟန္တာဖြစ်သွားပြီဆိုရင်ဒီဇံမှာရတဲ့သူကနိရောဓသမဘတ်ဝင်စားနိုင်တဲ့ချန့်ဆိုရလားမရဘူးဒါကြောင့်ကျမတို့ဝိထိဘိုင်းတော့သင်ခဲ့တယ်ဇံရရင်ကိုရတဲ့ဇံနဲ့ပတ်သက်ပြီးတော့ဇာနာသမဘတ်ဝင်စားလို့မရဘူးလားရူပပထမဇံရတော်သူသည်ပထမဇံသမဘတ်ဝင်စားနိုင်တယ်ကြော်လိုက်ပြရစီတော့အာကာဇံရတဲ့သူကအာကာဇံသမဘတ်နေဝဇံရတဲ့သူကနေဝဇံသမဘတ်ဆိုဇာနာသမဘတ်တွေကဇံရသူမှဝင်စားနိုင်တယ်ဟုတ်လားရှင်ဖလသမဘတ်ကတော့အရိယာတွေကြမှာဝင်စားနိုင်တယ်အရိယာမဟုတ်တဲ့ဇံရနေအောင်တော့ပုရုဇေမဲဆိုရင်ဇာနာသမဘတ်ပဲဝင်စားနိုင်မယ်ဖလသမဘတ်ဝင်စားနိုင်ဇံမယအောင်တော့သောတာပန်ဆိုရင်သောတာပတိဖလသမဘတ်တဂရာဂံဆိုရင်တဂရာဂာမိဖလသမဘတ်ကြော်လိုက်တော့မယ်ယဟန္တာဆိုရင်အရဟတဖလသမဘတ်ဆိုဖလသမဘတ်ကတော့အရိယာတိုင်းမဝင်စားနိုင်ဘူးလားဇံမရတဲ့အရိယာများဆိုရင်ဖလသမဘတ်ဇံရတဲ့အရိယာများဆိုရင်ဇာနာသမဘတ်ကောဖလသမဘတ်ကိုနှစ်ချက်ဝင်စားလို့ရတယ်ဇံရအရိယာမှာမှအနာဂံနဲ့ယဟန္တာသူတို့ရတဲ့ဇံကလည်းနေဝဇန်တိုင်အောင်ရထားပြီဆိုရင်တော့ဒီပုဂ္ဂိုလ်များသည်ဇာနာသမဘတ်လည်းဝင်စားနိုင်တယ်ဖလသမဘတ်လည်းဝင်စားနိုင်တယ်နိရောဓသမဘတ်လည်းဝင်စားနိုင်တယ်အဲကြောင့်ဖျားရှင်သာသနာတွင်မှာတော့ဒီအရူပဇန်တွေကိုဝင်စားခြင်းသည်အဘိညာဉ်အတွက်လည်းရည်ရွယ်တယ်နိရောဓသမဘတ်အတွက်လည်းရည်ရွယ်တယ်ဒီဘုံကိုရောက်ချင်လို့လားမဟုတ်ဘူးစားသဘောပေါက်အောင်ဟုတ်ပြီနော်ရုပ်တရားကိုဆက်ဆုပ်တဲ့သဘောလဲမဟုတ်တကယ်တော့လူတော်အများစိတ်ကောင်းထားလဲဤကားကုသိုလ်အကုသိုလ်နဲ့ထိုဘုံဘဝမသိရတာဖျားရှင်မပွင့်တဲ့အချိန်နဲ့ကြုံလို့လေဖျားရှင်ပွင့်တဲ့အချိန်ကြတဲ့အခါကျတော့သူတို့တွေးတာဒီအမှားမဟုတ်ပေမဲ့မပြည့်စုံနေတာလေရုပ်ကြီးရှိတာမကောင်းဘူးလို့သူတို့တွေးတယ်တစ်ဖက်ကနာရှိတာတော့ကောင်းတယ်လို့တွေးတယ်အတိညာသက်ပြမဘဝကိုရောက်တဲ့ပုဂ္ဂိုလ်ကြီးတွေကြည့်တော့လေရူပပြစ္ဆမဇန်တိရထားပြီးသားဟုတ်လားမဟုတ်ဘူးလားဒါမဲ့သူတို့ကြတော့ဘလို့တွေးလဲနာရှိတာမကောင်းဘူးရုပ်ရှိတာကောင်းတယ်ဆိုတော့သူတို့နှစ်ခုစလုံးဒီမှားတော့မမှားဘူးဒါပေမဲ့လည်းမမှန်ဘူးပေါ့တကယ်အမှန်ကရုပ်ရှိတာလည်းမကောင်းဘူးနာရှိတာလည်းမကောင်းဘူးနှစ်ခုစလုံးမကောင်းဘူးဆိုတာတွေးရမယ်စွန့်ရမှာရုပ်ပဲစွန့်ရမှာမဟုတ်နာမဲစွန့်ရမှာမဟုတ်ဘူးရုပ်ကောနာရောမရှိအောင်ကြိုးစားရမှာဟုတ်ပြီနော်ရုပ်ကောနာရောရုပ်ပဲစားရနာမဲစားရရုပ်နာမဲရရုပ်ကြီးပဲရတော့ဧကဝေါကာရဘုံပေါ့နာကြီးပဲရတော့စတုဝေါကာရဘုံပေါ့ရုပ်ရောနာရောရှိတော့ပိစဝေါကာရဘုံပေါ့ဟုတ်တယ်လားအဲ့ဒီတော့ဒီဘုံတွေမှာရောက်ကြပြီဆိုတဲ့ကဓမ္မမိတ်ဆွေများရလားဇာတိရလို့ရှိရင်ဇရာမရဏဆိုတာဆက်သွားတော့မှာပဲလေဒါကိုမြင်နေခဲ့ရမယ်ဆိုတော့ဖျားရှင်ကဒီကုသိုလ်တွေအကုန်လုံးဒီဘာကိုပယ်တတ်ဖို့လဲဆိုရင်ကိလေသာပယ်နိုင်မှကုသိုလ်ဆိုတာအကုသိုလ်ပယ်ဖို့ရည်ရွယ်ချက်ပဲဖြစ်ရမယ်ဒါနကုသိုလ်ဆိုတာလေပစ္စည်းဝတ္ထုပေါ်မှာတွေ့တယ်လောဘကိလေသာကိုပယ်နိုင်မှဒီဒါနသည်မွန်မြတ်သည်ဒါနတော့ပြုပြီးတော့လောဘတွေနဲ့စုတွေတောင်းမယ်ဒီပေါ်တွေမှာမာနတွေတက်မယ်ဆိုဒီကုသိုလ်သည်ဘဝတန်တရားမှာလဲအောင်မယ်ဝတ်ဆင်းရဲကိုပေးမယ်ဝတ္တနေတိတဒါနတွေပါသွားတော့မယ်ကုသိုလ်တွေပါတော့မယ်သီလစောင့်တည်တာလဲဘဝကောင်းတွေသူဂတိဘဝတွေလူနဲ့စည်းစိမ်နေဖြစ်ဖို့ရုပ်တွေဟလာအသက်ရှည်ဖို့အစင်းလာဖို့ဒီရွယ်ချက်ဆိုဒီသီလသည်အစစ်နှိမ်သေးတယ်ဝတ်ဆင်းရဲနဲ့မှီနေတဲ့သီလပဲဖြစ်အောင်မယ်သမထဝိပဿနာတွေလည်းဒီတိုင်းမှာပဲတဲ့ဒါကြောင့်ကျမတို့ကကုသိုလ်လုပ်တိုင်းအကုသိုလ်ပယ်ဖို့သာဖြစ်ရမယ်အဲဒီတော့ပယ်တဲ့နေရာမှာကျမတို့ရှေ့တော့တင်ခဲ့တယ်ရိုးရိုးဒါနရိုးရိုးသီလရိုးရိုးသမထဝိပဿနာတို့သည်အကုသိုလ်တည်ငါပဲပယ်နိုင်မယ်ဒီလိုမဟုတ်တော့ဘဲနဲ့မဟကုတ်ဇန်နေအထိရလာပြီဆိုရင်တော့အတော်ကြပယ်နိုင်မယ်ဆိုဒီဇန်ကုသိုလ်တို့သည်အကုသိုလ်အတော်ကြပယ်နိုင်ဖို့ရည်ရွယ်ချက်နဲ့ကျင့်မှန်ပါတယ်
နောက်တစ်ဆင့်ဝိပဿနာဘာဝနာအတွက်အထောက်အပံ့ဖြစ်မယ်ဆိုရင်ပို၍ကောင်းလားမကောင်းလားဝိပဿနာဘာဝနာသည်တတ္တဝါတို့တန်တန်မှာမဲ့မရသေးတဲ့၍ကိန်းဝတ်နေတဲ့အနုတ္တယကိလေသာကိုသူကတရင်ကပယ်ရင်းနဲ့နောက်ဆုံးပါအောင်လုပ်ပြီးတော့မဲ့ဆိုတာကြရင်သူကအမြင့်ပြတ်ဖြတ်သွားနိုင်တော့ဝိပဿနာသည်အနုတ္တယကိုပယ်သွားမှာဒါလေးတွေကိုမြင်ဖို့ဖြစ်တဲ့အတွက်အခုအရူပကမ္မထန်တွေကိုသွားတဲ့နေရာမှာသမထဘာဝနာကမ္မထန်မှာအရူပဇံကိုရစေနိုင်တဲ့အာယုံဖြစ်ပါတယ်ဟုတ်ပြီနော်ဒါဆိုရင်အာကာသနိစာယေရဏကမ္မထန်လို့နာမည်တက်ရတော့မှာကုသိုလ်လို့လည်းမတက်ရဘူးဝိဘက်လို့လည်းမတက်ရဘူးကရိယာလို့လည်းမတက်ကုဝိကရိလို့တက်တာစိတ်အခုအရူပကမ္မထန်၄ခုပြောပါဆိုအာကာသနိစာယေရဏဒီနောက်မှာကုသိုလ်တွေပါဘာမှမထည့်ရဘူးအာကာသနိစာယေရဏဟုတ်လားဒါဆိုရင်အာယုအနေနဲ့ပြောရင်အာကာသနိစာယေရဏဆိုတဲ့အတွက်အာကာသဆိုတဲ့ဟင်းလင်းပြင်ကိုအာနိစဆိုတာကဟလာအာနိစဆိုတာအနန္တနဲ့အတူတူပဲအနန္တဆိုတာအဆုံးအပိုင်ခြားမရှိလို့အာယေတနာဆိုတာတည်တာဒါဆိုရင်ဒီနေရာမှာအာကာသဆိုတာကောင်းကင်ပေါ့ကောင်းကင်ပြင်ကြီးသည်လို့ပြောတဲ့နေရာမှာအဲ့ဒီကောင်းကင်ပြင်ကြီးသည်ဗဂတိကောင်းကင်ကြီးမဟုတ်ဘူးကျမတို့ဒါနောက်ပိုင်းနေကြရင်ဝိသုဒ္ဓိမဲ့တွေ level ကြရင်ဒါဒုတိယစိတ်မှာသင်ရလိမ့်မယ်ကောင်းကင်ပြင်ဆိုတာကောင်းကင်ဆိုတာဗဂတိကောင်းကင်ရှိမယ်ခုကျမတို့ဒီလိုမျိုးအပေါက်ဟင်းလင်းကိုလည်းကောင်းကင်လို့ခေါ်တယ်နော်ဒီလိုခုဥစ္စာဒီကောင်းကင်ကရိုးရိုးကောင်းကင်မဟုတ်ကတိုင်းပြင်ကြီးကနေစိတ်နဲ့အာယုံမပြုတ်ပဲနဲ့ခွာလို့ရတဲ့ကောင်းကင်ဒါကြောင့်အဲ့ဒီကောင်းကင်ပြင်ကြီးကတိုင်းဆိုတာကျမတို့သင်ခဲ့တယ်လေကတိုင်းဆိုတာအလုံးစုံတစ်ပြိုင်နက်ထီမြောင်မှန်းဆကြည့်ရှုရတဲ့အာယုံလို့ကျမတို့ပြောခဲ့ဘူးတော့ပထဝီကတိုင်းဆိုမြေကတိုင်းဆိုဘယ်နေရာကြီးကြီးမြေပြင်ထင်အောင်ပွားရတယ်လေအဲ့ဒီမြေဝန်းကြီးကိုပဲစိတ်ထဲကနေဖယ်ပလိုက်ရေခုဓမ္မမိတ်ဆွေတို့ကမှတယောက်ထိုင်နေပါဆိုကျမရက်နေတယ်ပေါ့ဓမ္မမိတ်ဆွေတို့ရှိမှကျမရက်နေတာဒီဓမ္မမိတ်ဆွေတို့အတွက်ကျမရှိနေလားမရှိနေဘူးလားအခုဓမ္မမိတ်ဆွေတို့ကကျမကိုမကြည့်ချင်ဆရာမဒီဘောကဆင်းသွားလို့လည်းပြောလို့မရအောင်ဆိုပါဆိုရင်အဲ့တော့ဓမ္မမိတ်ဆွေတို့ကကျမကိုမရှိကြည့်ခြင်းမကြည့်ခြင်းဘူးဆိုရင်ဒီရှိနေကြည့်နေရမှာလေအဲ့တော့စိတ်နဲ့မရှိဘူးလို့နှလုံးသွင်းလိုက်ရင်ခွာထည့်လိုက်တယ်လို့ခေါ်တယ်ဟုတ်တယ်နှလုံးသွင်းလိုက်ရင်ကျမနေရာမှာမရှိဘူးလို့နှလုံးသွင်းလိုက်ဒီနေရာမှာကွက်လက်မကြရင်ခဲ့ဘူးလားအခုအာကာသဆိုတာပဲတကယ်ရှိနေတဲ့ကောင်းကင်ကြီးကိုစိတ်နဲ့ပဲနှလုံးမသွင်းလိုက်တော့တာခွာတယ်ဒါတမထဆိုတာအာယုံခွာတာဟုတ်ပြီနော်ကိုကြုံလာတဲ့အစိုးအနိဋ္ဌယုံတွေကိုကိုမလိုချင်ဘူးလေကျွန်တော်တော့ဘာလုပ်အဲ့ဒီအာယုံနှလုံးမသွင်းလိုက်ဘူးပေါ့ခေါင်းကိုက်နေတယ်ဒါကြီးကကိုက်နေတာကြီးကိုကျွန်တော်တို့ကဝိပဿနာနဲ့မရှုနိုင်ဘူးတချို့အချိန်ကျရင်မရှုနိုင်ဘူးနော်အဲ့ဒါဆိုရင်ကိုက်တာကိုလေကိုက်တယ်လို့မှတ်လေးကျွန်တော်တို့ဟလာဝိပဿနာကြတော့ကိုက်ရင်ကိုက်တယ်လို့ပဲစမှတ်နေရတယ်ဟုတ်လားမဟုတ်လားပြီးဘလို့ကိုက်တယ်လဲဘလို့မျိုးလဲဆိုတာလိုက်မှတ်ယူရတယ်ထိုးပြီးတော့ကိုက်တာလားတောင့်ပြီးကိုက်တာလားဟလာလှုပ်ရှားပြီးတော့ကြိုက်တာလားတင်းပြီးကြိုက်တာလားဆိုတာဒီသဘောကိုရွှေအဲ့ဒါဝိပဿနာပဲအဲ့သဘောလေးတွေပြောင်းသွားတာလိုက်ရှိရင်မမြဲတာတွေ့မယ်သမထကြတော့အဲ့လိုကြိုက်တာကိုကြိုက်တယ်ဆိုပိုကြိုက်တယ်တချို့ကျမတို့မှတ်ဖူးပါမယ်ကြိုက်တယ်လို့မှတ်ကြည့်ကြိုက်တယ်မှတ်လို့မရတော့ကွဲထွက်သွားတော့မလို့ဖြစ်မသွားဘူးလားမရအောင်အဲ့ဒါကြရင်ကျမတို့ကသမထကြအဲ့ဒါခွာတယ်ဒီအာယုံခွာချလိုက်ကြိုက်တာကိုသူ့ဟာသူကြိုက်နေတာငါမှမဟုတ်တာအဲ့ဒါသူ့ကိုခွာပလိုက်တယ်တခါလေကျရင်ဘေးကနေကြည့်တယ်လို့ကြည့်လိုက်ရတယ်အဲ့ဒါခွာတယ်ဆိုတာလေတကယ်အဲ့ဒါတမထနီးနဲ့လေဒီလိုခွာလို့ရတယ်ဝိပဿနာကြတော့တဲ့တယ်တိုးရတယ်အဲ့တော့ဒီလိုခွာလိုက်တယ်ဆိုဒီအာယုံနှလုံးမသွေးဘူးဆိုစိတ်ဆိုတာအာယုံကလွတ်နေမှမမြင်ရအဲ့ဆိုဘာအာယုံနှလုံးသွေးတခြားအာယုံပြောင်းထည့်ပလိုက်ရတယ်ဒါဆိုရင်ခေါင်းကြိုက်တာကိုနှလုံးမသွေးနဲ့ကျမတို့ကဖျားကုန်ဖြစ်နှလုံးသွင်းလို့မရဘူးလားအဲ့ဒီလိုဒါမှဝင်လေထွက်လေနှလုံးသွင်းလိုက်လို့မရဘူးလားအဲ့ဒီအာယုံဘက်မှာမမြဲသေးပဲနဲ့ဒီဘက်ကအာယုံကထင်ရှားကြိုက်တာထင်ရှားနေမှာနောက်ဆုံးဒါကိုနှလုံးမသွင်းတော့ပဲနဲ့ခုနဖျားကုံကိုပဲနှလုံးသွင်းဟိုဘက်အာယုံစူးစိုက်သွားဒီဘက်မှာကြိုက်နေလို့ကြိုက်နေမှန်းလဲမသိဘူးစားလို့ကျမတို့အလုပ်တစ်ခုတည်းကိုစိတ်ဝင်သွားရင်လေစားလို့စားနေမှန်းလဲမသိညောင်းလို့ညောင်းနေမှန်းလဲမသိဘူးကျမတို့ရေငတ်နေမှန်းလဲမသိဘူးဟုတ်တယ်လားကျမတို့အဲ့လိုမျိုးရောမဖြစ်ဘူးလားအဲ့ဒါပါလေအာယုံတစ်ခုတည်းမှာအထူးမြဲမြံဆိုတာစူးစိုက်တဲ့သဘောတည်ဒါလက်ဆံပဲပေါ့အဲ့တော့ဆိုလိုနေတာအာကာသနိစာယရဏကမ္မထံဆိုတာကောင်းကင်ပြင်ကြီးသည်အစိုးအပိုင်းခြားမရှိလို့တိရဆိုတာအာယုံပြုတ်ပြီးတော့ဒီပေါ်မှာတည်နေတဲ့ကမ္မထံကိုအာကာသနိစာယရဏကမ္မထံလို့ပြောတယ်
အဲ့ဒီအာကာသနိစာယရဏကမ္မထံကိုပွားများအထုတ်သည်ရှိသောအာကာသနိစာယရဏဇံကိုရနိုင်တယ်ပုထုဇဉ်နေတိခတွေရရင်ကုသိုလ်ဇံဖရာယဟန္တာတွေရရင်ကရိယာဇံအဲ့ဒီနေရာမှာကရိယာဇံကဘုံဌာနအကျိုးမပေးဘူးကုသိုလ်ဇံရတော်သူကလိုချင်မယ်ဆိုရင်ဒီဇံအတိုင်းအာကာဘုံကိုရောက်နိုင်တယ်လမ်းဆုံးတော့မဟုတ်ဒါပဲပေါ့နားလည်ပြီနော်ပြီးအဲ့ဒီကောင်းကင်ပြင်ကြီးသည်အစုံအပိုင်းခြားမရှိတာကိုအာယုံပြု၍ရနိုင်သောစိတ်သည်ဘာစိတ်လဲအာကာသနိစာယတနာကျွန်မအရှိမရေးတော့ဘူးနော်အာကာသနိစာယတနာစိတ်ပေါ့ဟုတ်တယ်လားအဲ့ဒီစိတ်သည်ဒီပေါ်မှာတည်တဲ့အတွက်ကြောင့်ရိုးရိုးစိတ်လားဇံစိတ်လားဇံစိတ်ဖြစ်သွားတယ်အဲ့ဒီဇံစိတ်သည်ပုရုဇေနဲ့တိခတွေဆိုရင်ကုသိုလ်ဇံစိတ်ဖရာယဟန္တာများဆိုရင်ကရိယာဇံစိတ်ကုသိုလ်ဇံစိတ်သည်ဝိဘက်ကိုအကျိုးပေးတယ်ဒါပဲပေါ့နော်ဒါဆိုရင်ဒါသည်ကမ္မထံဒါသည်ဇံနဲ့ရှင်သောစိတ်ကိုဇံစိတ်လို့မခေါ်ဘူးလားဒါဆိုရင်အာဂါသနိစာယရဏကမ္မထံနဲ့ကိုအာယုံပြု၍ရနိုင်သောဇံစိတ်သည်အာဂါသနိစာယရဏကုသိုလ်ဇံစိတ်နဲ့ကရိယာဇံစိတ်ကုသိုလ်ဇံစိတ်သည်ပြုစေမှာတစ်ချိန်အကျိုးပေးစေကတစ်ချိန်ဆိုသေပြီးဒုတိယဘဝမှာအာဂါသနိစာယရဏဘုံမှာအာဂါသနိစာယရဏဝိပဿိနဲ့အာဂါသနိစာယရဏပြမာကြီးဖြစ်သွားမှာပေါ့အာဂါသနိစာယရဏကမ္မထံကိုအာယုပြုပြီးကုသိုလ်ဇံကြီးရချက်ချင်းအာဂါဘုံပြောင်းပြီးတော့ဝိပဿိမဖြစ်လေပြုစဉ်ကတစ်ချိန်အကျိုးပေးစဉ်ကတစ်ချိန်ဆိုနာနာခဏဆိုနာနခဏိကကမ္မပေါ့ဓမ္မမိတ်ဆွေများဟုတ်လားလည်းမသိပါဘူးလိုက်နိုင်လားလို့မြင့်နေလားမမြင့်ပါဘူးเนาะလိုက်နိုင်တယ်ဒါဆိုရင်အဲ့ဒီဇံစိတ်ကိုတခါပြန်အာယုံပြုရတယ်ပထမကကတိုင်းကခွာလို့ရတယ်ကောင်းကြီးပြီးရင်ဒီဇံစိတ်ကိုပြန်ပြုတ်တယ်စိတ်ဆိုတော့ဝိညာဉ်ပေါ့ဒီဇံစိတ်ကိုပဲအစိုးပိုင်းခြားမရှိတဲ့ကောင်းကင်ပြင်ကြီးကိုအနန္တလို့အာယုံပြုတဲ့ဒီဇံစိတ်ဒီလဲအဆုံးပိုင်းခြားလို့ဆိုဒီအာဂါသနိစာယရဏဇံစိတ်ကိုအာကာဇံစိတ်အာကာဇံစိတ်ဆိုတဲ့စကားလုံးကိုစိတ်ဆိုတော့ပါဠိလိုပြောရင်ဝိညာဉ်ပေါ့ဟုတ်လားအဲ့ဒီအာကာဇံစိတ်ဒီလဲအဆုံးအပိုင်းအခြားမရှိလို့အာယုံပြုတော့အနန္တကိုကျမတို့ကအာနိဇပဲပေါ့ဒါကြောင့်အာနိဇဆိုတော့နော်ဒီမှာအာနိဇပဲဆိုဝိညာနိစာဟုတ်လားဒီမှာဝိညာနိစာနော်ဒီမှာယရဏဒီဝိညာဉ်စိတ်ဒီလေအဆုံးအပိုင်းခြားမရှိလို့အာယုံပြုတ်လိုက်တဲ့အတွက်ရလာတဲ့စိတ်ဒီဝိညာနိစာယတနာဇံစိတ်ဖြစ်ပြီးတော့ပုရုဇေနေတိခဆိုကုသိုလ်ဇံဖရာယဟနာဆိုကရိယာဇံသူရလာမဲ့နောင်ဘဝကြရေးဝိဘက်နဲ့ပရိဒဏ်တွေဘုံစုတိဒီကြောတိုင်းသွားမယ်ဒါကအာဂါသနိစာယရဏဇံစိတ်ကိုအဆုံးပိုင်းချလို့အာယုံပြုတဲ့အတွက်ဒီနေရာမှာသူ့ကိုဝိညာနိစာ sorry ဒီမှာမှတ်နေဝိညာနိစာယရဏကမ္မထံလို့ယူလိုက်တယ်ဝိညာနိစာယရဏကမ္မထံနဲ့ရလာတဲ့ဇာစိတ်ကဝိညာနိစာယရဏဇံစိတ်ပဲပေါ့တော်လောက်ပြီနော်အဲ့ဒီတော့ကျမလွယ်အောင်ဗာလေးပြောတော့မလဲဆိုဓမ္မမိတ်ဆွေတို့အသေးစိတ်တွေကျမတို့ပြောရင်ဓမ္မမိတ်ဆွေတို့နည်းနည်းခက်မယ်နောက်ပိုင်းနေကြမှာဒါဆိုရင်ကျမတို့ကအာရမဏသင်္ဃပကိမ့်မိုင်ကိုပြန်သွားကြည့်ပကိမ့်မိုင်ကိုသွားရင်ဒီဟာဇံစိတ်တွေလေအာကာဇံစိတ်ဝိညာဇံစိတ်အာဂိဇံစိတ်နေဝဇံစိတ်မှတ်မိရနော်ဒါစိတ်ဘက်ကအာယုံဘက်ကကြည့်အာကာသနိစာယရဏစိတ်က3ပါလေဝိညာက3လေအာကိက3လေနေဝ3မှတ်မိလားအာကာသနိစာယရဏစိတ်3ပါးသည်ဘာကိုအာယုံပြုကောင်းကင်ပြည့်ညတ်ကိုအာယုံပြုဆိုတော့ဒါကိုပြောနေတာဟုတ်ပြီနော်မှတ်မိလားတခါဝိညာနိစာယရဏဇံစိတ်သည်ဘာကိုအာယုံပြုလဲဆိုသူရှေ့ကဆိုတာဒါသူရှေ့ကအာကာသနိစာယရဏဇံစိတ်ကိုအာယုံပြုဆိုတာဒါပေါ့အာကာသနိစာမှတ်မိလားအာကာသနိစာယရဏဇံစိတ်ကိုအာယုံပြုတာဘာလဲဝိညာနိစာမှတ်မိတယ်နော်အာကိစညာယရဏဇံစိတ်3ပါးကြတော့အဲ့ဒီကောင်းကင်ကြီးကလည်းတကယ်ရှိတာမဟုတ်ဘူး
စိတ်နဲ့ခွာထားတဲ့ကောင်းကင်ဒီဟာကိုအာယုံပြုခဲ့တဲ့အာကာဇံစိတ်ကလည်းမရှိတာကိုအာယုံပြုပြီးအနန္တလှုပ်ထားတဲ့အတွက်ကြောင့်တကယ်တမ်းကျရင်ဘာမှမရှိဘူးဆိုတော့နတ္ထိဘောပညာကိုအာယုံသမီးဖြတ်လိုက်နတ္ထိဘောပညာကိုအာယုံပြဒါကြောင့်အာရမဏသင်္ဃဟာနဲ့ကြက်လိုက်ပို့လွယ်ခုဒါတော့ကျွန်မပြောပြခြင်းပေမဲ့ဓမ္မမိတ်ဆွေများအချိန်နဲ့တိတ်ကုန်သွားမယ်เนาะဒီနေရာမှာအသေးစိတ်လည်းမလိုအပ်သေးဘူးဆိုတော့ကျွန်မဒါလေးကိုခြုံလိုက်တော့မယ်เนาะဒါကြောင့်ပကိန်းပိုင်းအာရမဏသင်္ဃဟာတော့ကျွန်မတို့သင်ခဲ့တယ်ဒီဘက်မှာအာကာဇံစိတ်က3ပါးပြီးရင်ဝိညာဇံစိတ်က3ပါးအိမ်ထပြန်ကြည့်လိုက်ဇယားလေးပြီးရင်အာကိဇံစိတ်က3ပါးနေဝဇံစိတ်က3ပါးရဲ့လို့အာကာကုကရိဟဲ့လားအာကာကုဝိကရိဝိညာကုဝိကရိတွေရှိတော့သူတို့ရဲ့အာယုံကိုပြောရင်အာနအာလို့ကျမတို့ကကြက်လိုက်တယ်အာနအာဒီပြည့်ညတ်တွေသွားတယ်ပထမအာကာသနိစာဒီဘက်ကဒါစိတ်တွေနော်အာကာသနိစာယေရဏစိတ်တို့သည်ဘာကိုအာယုံပြုလဲဆိုကောင်းကင်ပြည့်ညတ်ကိုအာယုံပြုအဲ့ဒီကောင်းကင်ပြည့်ညတ်ဆိုတာကတိုင်းဝန်းကြီးကိုခွာပြီးတော့ရတဲ့ကောင်းကင်ပြည့်ညတ်ကိုနော်ဘလို့အာယုံပြုရလဲဆိုအာကာသနိစာလို့ပြောတဲ့အတွက်ကြောင့်အနန္တလို့အာယုံပြုတဲ့စိတ်ကြီးပဲအဆုံးပိုင်းခြားမရှိလို့အာယုံပြုတဲ့စိတ်ပြီးရင်အာကိစညာယရဏဘာကိုအာယုံပြုလဲဆိုရင်နတ္ထိဘောပညာလို့ပြောတယ်နတ္ထိဆိုတာဘာမှမရှိဘူးဆိုတဲ့သဘောနော်ဘောဆိုတာဘာဝနော်ဘာမှမရှိဘူးဆိုတဲ့ဟာလေးကိုယူရတယ်တကယ်တော့အာယုံကလည်းမရှိအာယုံကိုအာယုံပြုနေခဲ့တဲ့ဟာဒီအာယုံကိုအာယုံပြုနေတဲ့ဟာဒီစိတ်ကြီးလည်းမရှိဘူးလို့အာယုံပြုရတယ်ဒါကိုနတ္ထိဘောပညာအဲ့တော့ကျမတို့ဟဲ့လားတင်ညာနဲ့ကြက်ခဲ့ဘူးတယ်ဒီဇန်သဘောကအင်မတန်နဲ့တဲ့အပိုင်းခက်လဲခက်တယ်နော်ဒါကိုကျမတို့အသေးစိတ်သင်မယ်ဆိုရင်ဒုတိယစိတ်ဝိသုဒ္ဓိမဲ့ကြရင်ဒါတော်တော်လေးနားလည်အောင်သင်ရတဲ့အပိုင်းနေကျင့်စဉ်ဘက်တရားလည်းနည်းနည်းမြင့်တဲ့အပိုင်းဆိုတော့ကျမတို့ကတော့တင်ညာနဲ့ပဲခုအစ်စ်မှာမှတ်ရင်အာနအာကိုမှတ်လိုက်တယ်ပေါ့အာနအာဒီပြည့်ညတ်ကိုအာယုံပြုတယ်အာကာလို့ပြောတဲ့အတွက်ကောင်းကင်ပြည့်ညတ်အာကိဆိုတော့ဘာမှမသိပဲနဲ့နတ္ထိဘောပြည့်ညတ်လို့မှတ်လိုက်တယ်မှတ်မိတယ်နော်ပြီးဝိနဲ့နေဝကိုမှတ်တော့ဝိညာသည်သူရှိကစိတ်ကိုအာယုံပြုတဲ့အတွက်သူရှိရစိတ်ကအာကာသနိစာယေရဏဇံစိတ်ထဲကဘာနဲ့ပါလဲဆိုကုသိုလ်နဲ့ကရိယာဇံစိတ်ကိုအာယုံပြုတယ်ဟုတ်လားဟုတ်တယ်နော်ဝိဘက်မပါဝိဘက်ဘယ်လိုလုပ်အာယုံပြုလို့ရမလဲပဋိသန္ဓေဘဝင်စုတိဒါဆိုရင်နေဝကလည်းသူရှိရဘာကိုအာယုံပြုလဲအာကိစညာယေရဏကုသိုလ်ကရိယာဇံစိတ်ကိုအာယုံပြုတယ်ဆိုတဲ့အတွက်ကျမတို့ကပကိန်းပိုင်းအာရမဏသင်္ဃဟမှာအဲ့ဒီလိုပြည့်ညတ်ဒီဘက်ကဒါအာယုံအာယုံဒီထဲမှာပြည့်ညတ်တက်တက်ကလေးကိုအာယုံပြုတဲ့အတွက်ဒီဟာဒီပြည့်ညတ်ဧကံထဲမှာပါသွားတယ်ဟုတ်တယ်လားပြည့်ညတ်ဧကံလို့ကြက်ခဲ့ရတယ်ပြည့်ညတ်ကိုအာယုံဧကံအာယုံပြုတဲ့စိတ်ဆိုအာကာ3ရဲ့အာကိန်3ရဲ့အဘိညာဉ်တွေကျင့်ထားတဲ့ရူပစိတ်15ပါးရဲ့ဆို15ရဲ့ဟာရီရဲ့6ခေပေါင်းလိုက်တော့22ပါးကိုကျမတို့ပြည့်ညတ်ဧကံ21လို့မှတ်ခဲ့ဘူးတယ်ဟုတ်လားစာရီကလည်းမေ့နေတော့ဘာတွေပြောနေမှန်းကိုသိချင်မှလည်းသိမယ်မသိလို့ရှိရင်လည်းအခွေပြန်ကြည့်စာအုပ်ပြန်လှန်ဟုတ်ပြီနော်ဒါရလိုက်လူတွေပြောသွားတာဘိညာဉ်တွေကျင်သောရူပစိတ်15ပါးဒီဘက်ကအာယုံဘက်ကိုကြည့်ကတိုင်းပြညတ်10ပါးအတုပကျမတို့ခုဆိုနေတဲ့ဟာတွေပဲကတိုင်းပြညတ်10ပါးအတုပပြညတ်10ပါးကာယကတာတတိအာနာပါနတတိမေတ္တာကရုဏာမုဒိတာဥပိ္ပခာဆိုသောဗြဟ္မဝိဟာရတရား4ပါးဘာ26ပါးသောပြညတ်ဓမ္မယုံကိုအာယုံပြုဟုတ်တယ်လားတခါအာကာသနိစာယရဏစိတ်3ပါးဒီကောင်းကင်ပြညတ်အာကိန်ဒီနတ္ထိဘောပြညတ်ဆိုဒီဘက်ကစိတ်တွေဘက်ကပြညတ်အာယုံတွေကိုအာယုံပြုသောစိတ်ဆိုရင်အဘိညာဉ်တွေကျင်တဲ့ရူပစိတ်15ပါးရဲ့အာကာ3ရဲ့အာကိန်3ရဲ့ဆို22ပါးဒီပြညတ်အာယုံတစ်မျိုးတည်းဟူတာအာယုံပြုတဲ့အတွက်ပြညတ်ဧကံ21လို့မှတ်ခဲ့တယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒီကိစ္စပြီးသွားပြီဆိုတော့ခဏလေးဖယ်လိုက်ပြီဘာလေးကိုပြောခြင်းလဲဆိုတော့ဝိညာဉ်နဲ့နေဝဝိညာကသူရှိကအာကာဇံစိတ်နေဝကသူရှိကအဲ့တော့သူရှိကလို့ပြောတော့ဒီလိုရှိကိုပြောတာမဟုတ်
ဒီဝိညာဉ်ဇံရဖို့အာကာဇံရပြီးမှဒါရတာမဟုတ်လားဒါဆိုဝိညာဉ်ဇံစိတ်ဖြစ်နေတဲ့သူဒီအာကာဇံစိတ်ကိုရခဲ့ပြီးရမလားမရခဲ့ရဘူးလားရခဲ့ပြီးဆိုဒီရခဲ့ပြီးတဲ့ဒီဇံစိတ်ကိုပြန်အာယုံပြုတာမဟုတ်ဘူးလား